အားလုံးပဲမင်္ဂလာပါရှင်။အာသာတင်းတင်းဆုလိုက်ချန်နယ်ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အချစ်တို့မျက်နှာမူ၍တုံးမဟုတ်တိတ်ပိုက်တော်မူခန်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူတင်းတင်းဆုလိုက်ရေးသားထားတဲ့အချစ်တို့မျက်နှာမူ၍တုံးမဟုတ်တိတ်ပိုက်တော်မူခန်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါရမယ်ရှင်။ညီလာခဲ့တပည့်မှာဖြစ်ပါတယ်။ဘယင်းမင်းမြတ်ဟာမျက်နှာတော်မတမရနဲ့ထိုင်နေသည်မို့ညီလာခံတက်ရောက်သူတွေလည်းတုတ်တုံမှမလုံဝန်းကြပဲ။ဦးကြီးတော်ညီလာခံမတက်ဘူးလား။ဦးကြီးတော်မတွေးရှိကြောင်းပါရှင်။ပြဿနာရှာချင်တိုင်းရှာထားပြီးရင်ဘယ်တော့မှညီလာခံမတက်ဘူး။နန်းတွင်လုံကြုံရေးအဆောက်ဦးကြီးတော်ရဲ့အဆောင်အခုသွားပြီးမပါပေါင်ခေါ်ဆောင်လာခဲ့ကြစီအမိတ်နာခံလျက်ပါရှင်နန်းကျွင်းလုံကြုံရေးတောက်ပွဲဝင်တချို့ဦးကြီးတော်စိတ်ကောက်ဖို့အတွက်ဦးကြီးတော်နန်းဆောင်ထွက်ခွာသွားကြပါ၏မင်းကြီးရဲ့မျက်နှာတော့မသားမရဖြစ်နေရသည်မှာမင်းညာဦးကြီးတော်ဟာသူ့ရဲ့အဆောင်ရှိရာဖြတ်သွားတဲ့ဘရင်အပြိုတော်တအူးကိုအိတ်ဆောင်ထဲကိုအတင်းအားတမဆွဲခေါ်သွားခဲ့တာတဲ့ကြောင့်တိုင်းရေးပြည်ရနဲ့သက်ဆိုင်တဲ့အမျိုးမျိုးသောကိစ္စအကြောင်းအရာတွေကြောင့်တကြောင်အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ပါ၏။ဤနိုင်ငံကဘယင်းမင်းမြတ်ရဲ့အမြဲတမ်းဖြည့်ရှင်းမရနိုင်တဲ့ပြဿနာတစ်ခုကတော့သူ့ရဲ့မွေးနေ့မွေးလာမွေးရနဲ့အချိန်အတူတူမွေးခဲ့တဲ့သူ့ရဲ့ဦးကြီးတော်ပဲဖြစ်ပါ၏။ဘယင်းမင်းမြတ်အင်းရွှေမဲသားဘဝကလေးကဦးကြီးတော်ကလောက်ကစားဝိုင်းတွေကိုလှည့်လည်သွားလာပြောပါနေခြင်းအချိန်ရှိသူတည်တရက်ကိုသာတောက်စားကစောင်းကြမြိုင်များမှအလှနတ်သမီးတွေနဲ့ပျော်ပါနေခြင်းနေတာအချိန်နဲ့ကုန်လွန်ခဲ့ပါ၏ပူပြီးဆိုးတာကဦးရတော်ရဲ့နန်းဆောင်တော်ရှိအချိန်မတော်ဖြတ်သွားမိတဲ့အပြူတော်တွေကိုအိတ်ခမ်းဆောင်အတွင်းကိုအတင်းအားတမဆွဲတန်းတတ်ခြင်းပဲဖြစ်ပါ၏တိုင်းရေးပြည်ရောနန်းတွင်ရေးရာကိုရောနန်းထဲမှာစိတ်ဝင်စားခြင်းမရှိပေညကအေးရေးပြတ်ထားတာကြောင့်မနေ့မိုးစင်စင်လည်းနဲ့အထိနှင်းနှင်းချိုင်းချိုင်းအိပ်ပြုံနေစေဖြစ်ပါ၏ဦးရီတော်ဘယင်းမင်းမြတ်ကဦးရီတော်အခေါ်စိတ်လို့လိုက်ကြောင်းပါရှင်နန်းဆောင်ရှိရာတမ်းမြိုင်အော်တန်ကြောင့်ဦးရီတော်လီကိုအိတ်ဟာကျရနေအမြန်ဆုံးထားထိုင်လိုက်ပါ၏တူတော်ဘယင်းမင်းမြတ်နဲ့ဟောပြိုင်ပြီးမာနထောင်သွားလို့သူမလုံနိုင်တော့ပြီပြီးတော့ညကလည်းဘယင်းအပြိုတော်တယောက်ကိုသူအတဲအိတ်ဆောင်နေကိုခေါ်သွင်းခဲ့တာမလားအေးငါအခုပဲရေချိုးပြီးမင်းတို့နဲ့အတူလိုက်လာခဲ့မယ်ပြန်ပြေးပေးလိုက်ပြီးရေချိုးကန်လေးကိုကမန်းကရန်ခုံချလိုက်ပါ၏တူတော်ဘယင်းမင်းမြတ်နဲ့ဦးကြီးတော်လီယိုတို့ကတချိန်နဲ့အတူတူဖွားမြင်လာခဲ့ကြတာမို့တတ်တူရဲ့တူတွေဖြစ်တဲ့အပြင်ဘယင်းမင်းမြတ်ရဲ့ဦးကြီးတော်ပြက်နေရကြောင်းတော်တော်တန်ကိစ္စတချို့တူတော်ဘယင်းမင်းမြတ်ကခွင့်လွှတ်ပေးတတ်ပါ၏တကယ်တမ်းကျတော့ခွင့်လွှတ်ပေးတယ်ဆိုတာထက်ဦးကြီးတော်လီယိုကိုမနိုင်လို့လှုပ်ထားရတာကများတာပဲဖြစ်ပါ၏ဘယင်းဦးကြီးတော်နန်းဆောင်နဲ့ထွက်လာတဲ့ဦးကြီးတော်လီယိုကိုမျက်နှာနဲ့နန်းတွင်အဆောင်နေမှာပါဇက်ဟောင်းလောင်ဖြစ်ရပါသည်ထွက်နေတဲ့မကောင်းတဲ့မှန်တများတွေကအမှန်မှဟုတ်ရင်လားဆိုလို့ပဲတဲမှန်မှားရလောက်အောင်တက်တော်25နှစ်ကတည်းကရှိတဲ့ဦးကြီးတော်လီယိုရဲ့ရုပ်ရည်ယူဘက်ကတန်းပြပြီးနှုငယ်တောက်ပပြီးကောင်းမွန်လာပါသည်ရေရေမုံမုံလေးဆိုပေမဲ့ရွှင်ရွှင်လန်းလန်းနဲ့ရှိတယ်လို့သူ့ကိုယ်သူယုံကြည်မှုရှိပုံကလည်းတော်ရုံမဟုတ်ဘေးရမြင်ရသူတိုင်းပါလင်းကနေပြတ်သွားစေပါသည်ဝက်စန်ထားရဲ့ပိုဖဲကလေးပါဝိရုံအဖြူရောင်ပေါ်မှာဝေးမရောက်အပွင့်တို့နဲ့တင့်တယ်လွန်လာကြပါသည်အရက်ရွှေရွှေနဲ့ဖြောင်းဖြောင်းမှတ်မှတ်လမ်းလျှောက်ပြီးညီလာခံတပင်ထဲကိုဝင်လာဟန်ခါနေကြည့်ကောင်းပြီးခန့်ညားနေပါသည်ကျွန်တော်ဦးကြီးတော်လေးကိုအခါစားဝဲမှာတဲ့အရှိမင်းမြန်ဘယင်းမင်းမြတ်ကဦးကြီးတော်ကိုစိတ်ရှုပ်တဲ့အမှုရာနဲ့လှမ်းကြည့်လိုက်ပြီးဦးကြီးတော်ညကလောက်ရက်ကမလွန်လုံးလားညကလောက်ရက်ညကကျွန်တော်ကဘာလုပ်မိလို့ပါလဲအရှိမင်းညကတူတော်ဘယင်းမင်းမြတ်ရဲ့အပြူတော်ကိုအိတ်ဆောင်ထဲမှာအတင်းခေါ်သွင်းခဲ့ရဆိုအော်ဒါလားညကကျွန်တော်အိတ်ခါနေမှာအဲ့ဒီအပြူတော်ကကျွန်တော်ရဲ့အိတ်ဆောင်ရင်ရှိရနေဖြတ်သွားအောင်တွေးလိုက်လို့ခေါ်လိုက်မိရပါရှင်အရှိရင်အပြူတော်မှန်ကျွန်တော်တကယ်ကိုမသိမိရမှတ်မိတာပါဒါပြည့်အခုတော့တင်းပြစ်ကိုတင်းသိပြီလားဦးကြီးတော့ကျွန်တော်သိပါပြီရှင်နောက်ဆိုရှိရင်အပြူတော်ဟုတ်မဟုတ်ခွဲခြားတတ်အောင်လေ့လာထားပါမယ်ရှင်အခုပြစ်ထွက်တော့ဦးကြီးတော်ကိုတန်းခန့်ရလိမ့်မယ်အခုချိန်အောင်စားပြီးတစ်ပတ်အတွင်းဦးကြီးတော်အကြိတ်ကျုပ်ချထားစီဘယင်းမင်းမြတ်ရဲ့အမိန့်တန်ဆုံးတာနဲ့ဦးကြီးတော်လီယိုကညီလာခံတပင်စီမှခက်တီတီနဲ့ပဲလှည့်ထွက်သွားပါလိစိတ်ထဲမှာတော့အခါတိုင်းနဲ့ငါသူ့မသိအောင်ညတိုင်းခိုးထွက်နေကြမယ်ဟာ
အခုလည်းအဲ့ဒီအတိုင်းပဲလှုပ်ယုံပေါ်လို့ကျွေးနေလိုက်ပါတယ်တခုတော့ရှိရဲ့စောင်းကြမြန်ရအလှလေးပြီကိုတော့နန်းတွင်းတွင်းကိုခေါ်လာလို့မရတော့ဘူးပေါ်လို့တွေးလိုက်မိပါတယ်ဘရင်မင်းမြတ်ဟာညီလာခဲ့တပ်ပြုတ်ရုပ်သိမ်းပြီးအတွင်းဆောင်ပြန်ပြီးကြွကြည့်သွားပါတယ်ငရွယ်နှုပြူပြီးဥပဒေရုပ်ကောင်းနဲ့မင်းပြူမင်းလွင်မှုဘရင်မင်းမြတ်ရဲ့ပုံချက်တည်းကလည်းတောက်ပါပါတယ်တကယ်ဆိုတတ်တူရဲ့တူဒုဝဲရီနှစ်ယောက်ကချောပုံခန့်ညာကျန်းသာမတူညီကြပေမယ့်ချောပြီးရုပ်ရည်တက်ပြန်ခန့်ညာကြကကြတော့တူညီကြပါတယ်ဘရင်မင်းမြတ်ရဲ့စိတ်ထဲမှာလည်းသူ့ဦးရတော်မူတာအငြင်းတာဆုံးပြစ်ဒဏ်ပေးခဲ့ရတယ်နောက်လည်းစိတ်ထဲ၌တောင်းချမ်းနေပါအောင်တည်ပါတယ်သူတို့တော်ဝင်မိသားစုလေးရနန်းချမ်းဆိုင်ဆိုင်မိရင်ဦးရတော်လီယိုရဲ့စိုးတန်းချောင်းကလည်းမပိုင်မပြတ်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဤတို့ပင်စိုးစီရမှုဖာခင်မဲတော်ဘရင်မင်းမြတ်ရှိစဉ်ကပဲသူ့ရဲ့ညီတော်လေးကိုတားတော်နေမှချချစ်ခင်မျက်နှိုးအလိုလိုက်ခဲ့ကြတာမို့သူလိုက်တတ်မှလည်းအလိုလိုက်နေရအောင်မှာပဲဖြစ်ပါတယ်အဲ့ဒီနေရာစပြီးမပြတ်မနေလွှဲပြီးမြည်သည့်နန်းတွင်းသူတဦးတယောက်ကမှဦးကြီးတော်ရဲ့အိတ်ဆောင်ရှိရနေဖြတ်သွားလိမရှိကြတော့ပြီတိတ်မကြခင်မှလည်းဦးကြီးတော်လီယိုကမုံအရင်အတိုင်းစုံမြဲပွေမြဲရှုပ်မဲဖြစ်လာခဲ့ပြန်ပါတယ်တစုံတယောက်သူ့ဘဝတွေကိုရှောက်မလာခင်အထီပေါ်လေဦးကြီးတော်လီယိုကလည်းသူ့ရဲ့အဆုံးတန်တရားကိုရန်တန့်ပေးနိုင်မယ်တစုံတယောက်သူ့ဘဝကိုဝင်ရောက်လာစေဖို့အတွက်မျှော်လင့်လျက်ရှိပါတယ်နန်းဆောင်ထဲကိုရောက်တာနဲ့တပြိုင်နက်ဦးကြီးတော်လီယိုကသူ့ရဲ့ဝိယုံကိုချက်ချလိုက်ပါတယ်မင်းသားဦးကြီးတော်ပြန်လာအောင်ဒီအထင်းတော်ကြီးမှာစောင့်နေရတာရင်တမမနေပါပဲဘာမှမဖြစ်ပဲပြန်ရောက်လာပြီလို့တော်ပါသေးရဲ့ဦးကြီးတော်ရင်ချွတ်ချထားတဲ့ဝိယုံကိုသိမ်းရင်ရိုးရိုးဖြူရောင်ဝိယုံတက်တဲ့ကိုအထင်းတော်ကြီးဟာဦးကြီးတော်ကပေးလိုက်ပါတယ်ဦးကြီးတော်လီယိုကအထင်းတော်ကြီးပေးတဲ့ဝိယုံယူပြီးဝိဆန်လိုက်ပါတယ်အပြစ်လုပ်ပြီးမှတော့အပြစ်ဒဏ်ခံရမှကြောက်နေလို့မဖြစ်ပါဘူးအထင်းတော်ကြီးရဲ့ဒါထက်သူ့ကိုဘရင်စီမှာခါစားနေရဲ့အပြူတော်မှန်လေကျွန်ုပ်ကတကယ်မသိတာပါအထင်းတော်ကြီးရဲ့ပြီးတော့ဘယ်ချိန်မှမင်းသားအဲလေဦးကြီးတော်ကဘရင်အပြူတော်မှန်သိရလေတလုံးညောင်စောပေါ်မှာအဝတ်စားဝတ်နေရဦးကြီးတော်လေးကိုစဉ်းစားနေပါလေမနက်မိုးလင်းတော့သူကကျွန်ုပ်ဘေးမှာရောက်နေရတယ်ဘယ်အဆောင်ကအပြူတော်လဲလို့မေးလိုက်တာပြီးတော့သူ့ကိုလေညဘာမှမလုပ်ပါဘူးပုံမြင်ပြောပြခိုင်းုံလေးပါအထင်းတော်ကြီးကအခန်းတွဲရနေအပြင်ကိုထွက်လို့ဆွဲဆဲမှပဲကြည့်လိုက်ပြီးဒါကိုကျွန်တော်မျိုးသိပါတယ်ဦးကြီးတော်ဒါပေမဲ့ဘသူကရုံဖမလဲခင်ဗျာဟူညဘက်အိတ်မပြောတဲ့ယောဂပူဆိုးလာနေရဲ့အထင်းတော်ကြီးရင်ကျွန်တော်လည်းတညလောက်တော့နှင်းနှင်းချိုက်ချိုက်အိတ်ပြောချင်မိရဲ့စီးချမ်းနေတဲ့မှာကျွန်တော်မျိုးရှာကြိတ်ပေးပါမယ်ဦးကြီးတော်ဦးကြီးတော်လည်းကျွန်တော်မျိုးပြောတဲ့စကားနားထောင်ကြည့်ဖို့တော့လုပ်ပြီးထပ်ပါရဲ့ဟုတ်မယ်အပြောပေါင်းတွေကကျွန်တော်ယောဂခဏတက်တာရုံပဲအပေးတိုင်းပြောင်းမသွားစေဘူးစီးချမ်းနေတဲ့မှာရှာကြည့်ပေးပါအထင်းတော်ကြီးကောင်းပါပြီဦးကြီးတော်အထင်းတော်ကြီးလည်းဦးကြီးတော်လီယိုရဲ့ခန်းတွဲမှထွက်သွားပါတယ်ဦးကြီးတော်လည်းဂရင်းညောင်ဆောင်ပေါ်လှဲချလိုက်ပါတယ်အခုအချိန်လောက်ဆိုရင်အထင်းတော်ကြီးလည်းနန်းတွင်စားကြည့်ရိုက်ကိုရှောက်နေပေးလိမ့်မယ်လို့တွေးမိပါတယ်အထင်းတော်ကြီးဟာဦးကြီးတော်လီယိုမွေးစားအချိန်မဲသားအဖြစ်ကြီးပြင်းလာတဲ့အချိန်မှာဘရင်ဦးကြီးတော်ဖြစ်လာတဲ့တစ်ချိန်တခြားလုံးမှာသူ့ဘေးမှာရှိနေပေးခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဦးကြီးတော်မဲသားလီယိုတယောက်ဘာအတွက်ကြောင့်အခုလိုညဘက်အိတ်မပြောတဲ့ယောဂရှာလာတယ်လေဆိုတာကိုလေကောင်းကောင်းသိသူတယောက်ဖြစ်ပါတယ်ပြီးတော့အဲ့ဒီယောဂကြောင့်ပဲတရေတရက်ကိုအလွန်ကျုံတောက်ပြီးအိတ်ခဲရခြင်းစောင်းကြမြန်ရအလှမဲလေးတွေနဲ့အပျော်ကျူးပြီးအိတ်ပြောအောင်အိတ်ခဲရခြင်းနဲ့အလုံးပေါ်မှာလေနားလေဆုံးလူတယောက်ဖြစ်ပါတယ်အခုကဲ့သို့ကျမရေးကိုတေးသေးချာချာလိုက်စားပြီးခဏတာတက်တာစေတဲ့နီလန်းတွေကိုဆွန့်လွတ်မယ်လို့ဆုံးဖြတ်တဲ့အပေါ်မှာလေသဘောကျနေပြီမဲ့တူရီတော်သူလည်းဖြစ်ပေလိမ့်မယ်ဒီနေ့အစားပြီးအထင်းတော်ကြီးဟာနန်းတွဲစားကြည့်ရိုက်ကိုသွားပြီးစီးကျန်းတွေကိုဖမ်းမှန်လာပြီးတော့တခုချင်းစီတတော်တက်ပါလေပထမနေ့လမ်းလျှောက်ရတဲ့ဦးဟီတော်ရဲ့တနေ့ကိုထမင်းတူချက်လောက်လမ်းလျှောက်တာခန္ဓာကိုယ်သွေးလီလက်ပတ်မှုအားကောင်းစေလို့ညဘက်လည်းကောင်းကောင်းအိပ်ပျော်စေတဲ့အဲ့ဒီနေ့အစားပြီးဦးဟီတော်မဲသားလီကိုလည်းတနေ့ကိုထမင်းတူချက်လောက်မှန်မှန်လမ်းလျှောက်ပါတယ်ဒုတိယနေ့နောက်နှုတ်တစ်ခါတောက်ပေးရတဲ့ဦးဟီတော်ရဲ့ပြီးတော့တရေတရက်ကိုလည်းရှောင်းရတယ်တဲ့။ဒါရဲ့ဦးရီတော်မဲသားလေးကိုလည်းလမ်းလျှောက်တာအပြင်ညအိယာဝင်ခါနေတိုင်းနွားနုတစ်ခွက်ကိုတောက်တောက်ပေးနေရလေရဲ့။တနေ့မှာတော့ဦးရီတော်မဲသားလေးကအထင်းတော်ကြီးကျွန်တော်ကျမ်းမာရေးလိုက်စားနေရကောင်းတော့ကောင်းပြီမေစောင်းကြမြိုင်နေလောင်းကစားဝိုင်းနေစီမသွားလို့မဖြစ်ဘူးထဲမိရဲ့။အကြောင်းရင်းကိုအထင်းတော်ကြီးလည်းသိပါတယ်။အထင်းတော်ကြီးကဦးရီတော်လေးကိုကြည့်ပြီးတနာကရုဏာတတ်နေပါတယ်။ဦးကြီးတော်ရဲ့ဇပင်နှက်မောင်ရှိရှိကိုဖိတင်ပေးနေရင်ကြားကနေတက်ပြင်းချလိုက်ပါတယ်။ကျွန်တော်မျိုးအကြံပေးရမလားဦးကြီးတော်
ပေးပါအထိန်တော်ကြီးအထိန်တော်ကြီးကိုကျွန်တော်ဘလောက်တောင်ယုံကြည်ပြီးအလီအင်းနဲ့ထားတယ်လဲဆိုတာအထိန်တော်ကြီးလည်းသိပါတယ်။စောင်းကြမြိုင်နေစီမှာဦးကြီးတော်မသွားတော့ပဲနန်းဆောင်သားမိမလလေးတွေကိုအလဲကြဖိတ်မယ်ဆိုရင်ရောကောင်းပါလေ။ဒီကျန်အရက်ကောင်းပါတဲ့အထိန်တော်ကြီးကျွန်တော်သဘောကျတယ်။စပင်းဒီကိုဖီးတင်ထုတ်ဖွဲ့ပေးတဲ့အခါမှာတော့အထိန်တော်ကြီးကပြုံးနေပါပြီ။ဦးကြီးတော်မင်းသားလီကိုတယောက်စောင်းကြမြိုင်တွေလောင်းကစားဝိုင်းနေစီကိုတွားတဲ့နေရာပြန်မလာမချင်းရင်တိတ်ထိတ်ထိတ်နဲ့စောက်မျောပူပန်နေရတာကိုသူကိုယ်တိုင်သာအသိဆုံးဖြစ်တယ်မလားဒါဖြစ်ဒီနေ့အတွက်ပုံမြင်ပြောပြခိုင်းဖို့တယောက်အခေါ်ပါပါလိုက်ဦးကြီးတော်ဦးကြီးတော်ကနွားနုတစ်ခွက်ကိုတောင်းနေရင်းကနေအထိန်တော်ကြီးကိုငေါကြည့်လိုက်ပါတယ်ပြီးတော့မှသွားပါအထိန်တော်ကြီးရဲ့အထိန်တော်ကြီးလည်းအရွယ်ရလာပြီဆိုတော့နွားနုတောက်ပြီးမှသွားခေါ်ခိုင်းဖို့လှုပ်လိုက်ပါတယ်ကျမယူကျူးဆိုင်ပေါင်းဒါနဲ့အထိန်တော်ကြီးဒီနေ့ထဲမှာအသက်ဘယ်နှနှစ်ရှိပြီလဲကျွန်တော်မျိုးအသက်83နှစ်ပါရှိပါပြီဦးကြီးတော်ဦးကြီးတော်ကလည်းကျွန်တော်အတွက်တော့တန်ဖိုးရှိရဲ့လူတယောက်ပါအဲဒါကြောင့်ကိုလည်း queue site ပါအထိန်တော်ကြီးဦးကြီးတော်ရဲ့အမေအတိုင်းပါပဲအထိန်တော်ကြီးကလှုပ်နဲ့အခန်းဆောင်တွင်မှထွက်သွားပါတယ်တနင်္ဂနွေအကြမှာမြို့တော်ရဲ့နာမည်အကြီးဆုံးစောင့်ကြပြန်မှအလားဆုံးအလားမဲလေးတယောက်ဦးကြီးတော်လီယိုရဲ့အိတ်ခမ်းဆောင်အတွင်းကိုတိတ်လေးဝင်လာခဲ့လိုက်ပါတယ်မိန်းကလေးကအပေါ်ဝေးရုံချွတ်ချလိုက်ပါတယ်ဦးကြီးတော်လီယိုကလက်ကိုဆွဲပြီးကရဲမောင်ဆွဲတင်လိုက်တယ်မိမလာလေးဘီဘီရဲ့အဝတ်စားတွေကိုစက်မချော့ခိုင်းတော့အရင်အတိုင်းပဲလားဘယင်ဦးကြီးတော်ရင်ဦးရင်တော်ကသူ့နဲ့ဘေးကိုရောက်နေတဲ့မိမလာလေးဘီဘီကိုလှည့်မကြည့်ပဲမျက်နှာချက်ကိုသာမောကြည့်နေပါတယ်ဟုတ်ပါတယ်မိမလာလေးဘီဘီရဲ့မင်းတန်လေးရဲ့ဦးကြီးတော်ပုံမြင်လေးတစ်ပုဒ်လောက်ပြောပြပါဦးမိမလာလေးဘီဘီကချောင်းမောက်ခန့်ညာတန်းပြတ်နေတဲ့ဦးကြီးတော်ရဲ့မျက်နှာငေးကြည့်ပြီးပုံမြင်တစ်ပုဒ်ကိုစပြီးပြောနေပါတယ်ဦးကြီးတော်ညနေမှပဲဦးကြီးတော်လည်းနှင်းနှင်းကြိုက်ကြိုက်အိပ်ပျော်သွားတယ်မိမလာလေးဘီဘီလည်းအခုမှပဲစိတ်ကိုတုံတုံချပြီးဦးကြီးတော်ရဲ့အိတ်ဆောင်ခန်းထဲမှထွက်လာပါတယ်အဲကဲဆောင်ထဲမှာထိုင်းနေအထိန်တော်ကြီးကိုတွေ့လိုက်ရတယ်မိမလာလေးဘီဘီကရေကြရတဲ့မှာရေုံငယ်ပြီးအထိန်တော်ကြီးကိုလီတန်တိုးတိုးလေးနဲ့လှမ်းပြောင်းလိုက်ပါတယ်သူအိပ်ပျော်သွားပြီမိမလာလေးကသူ့ကိုနားလည်နေလို့တော့ပါသေးရဲ့ကျမတို့တွေးကြတာ9နှစ်လောက်ရှိပြီလေသူ့အကြောင်းတိတန်တလောက်တော့ကျမသိရပေါ့ပြောပြီးမိမလာလေးကရေတောက်ခတ်ကိုတကြိုက်တဲမောတောင်းလိုက်ပါတယ်ပြီးတော့သူမရဲ့ဆက်စုကြံတဲ့စိတ်ကိုထုတ်ပေါ်ဖွင့်ဟာလေသူကငရွယ်ပြီးကျမနေအောင်ဘာလို့အိတ်မပြောတဲ့ယောဂဖြစ်နေရပါလိမ့်နော်အထိန်တော်ကြီးအထိန်တော်ကြီးကမျက်နှာတီးသွားတယ်စိတ်ထုတ်ချစရာကိစ္စတွေကိုကြုံခင်ရလို့ပေါ့မိမလာလေးရဲ့ကျုပ်လည်းအုံမင်းလာပြီပြီးတော့မိမလာလေးဖေဖေကဦးကြီးတော် queue site တယ်ဆိုတော့သူ့ရန်နေရလျှို့ဝှက်ချက်တွေကိုကျုပ်ရဲ့မိမလာလေးကိုပြောပြကြလာတယ်မိမလာလေးဖေဖေကတီးကျန်နေရစိတ်တွေကိုဖုံးမရတော့ဟုတ်ကဲ့ပါပြောပြပါအောင်အထိန်တော်ရဲ့ဒါအရေးကြီးရဲ့ဦးကြီးတော်အတွက်အရေးပါတဲ့တစုံတစ်ယောက်ကလွှဲလို့ဘသူမှမပြောပါဘူးလို့ဂတိပေးပါမိမလာလေးကျမဂတိပေးပါတယ်တနေ့မှာပေါ့ကွယ်ဦးကြီးတော်ဖြစ်လာမယ်မင်းသားနဲ့အခုလက်ရှိဘရင်ပြက်มาနဲ့အတူတော်ပေါင်းမင်းသားတို့ကနန်းတော်တွေကအစုံအပြအဆောင်တစ်ခုမှခစားနေကြတာပေါ့ဖြစ်ကြတော့အဲ့ဒီအချိန်မှာပဲလူတစုကလက်ပြန်ကျိုးတုပ်ထားတဲ့လူတချို့မျက်နှာမှာအဝတ်တွေစုပ်ပြီးဆွဲခေါ်လာတာမြင်လိုက်ရတော့သူတို့နှစ်ယောက်လည်းတိတ်တိတ်လေးချောင်းကြည့်နေကြတာပေါ့သူတို့ချောင်းကြည့်နေတော့မှပဲအဲ့ဒီအဝတ်အုပ်ထားတဲ့သူတွေဟာမျက်ရှိရှိတွေမဲ့အသက်ခံလိုက်ရတယ်အထိန်တော်ကြီးကစကားပြောနေရတာနဲ့ခဏလောက်နားပြီးအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လုပ်နေပါလေမိမလာလေးဖေဖေကအထိန်တော်ကြီးဆက်ပြောမဲ့စကားတွေကိုစိတ်ဝင်တစားစောင့်စားနေပါလေအဲကန်းဆောင်ရဲ့မီးရောင်လေးကမှိန်ပြော့နေပါလေဝင်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်ပြီးငြိမ်သက်နေပါလေအိတ်ကန်းဆောင်တွေကဦးကြီးတော်လေးကိုကတော့နေကြိုက်စွာအိမ်မောကျနေလိမ့်မယ်ထင်ပါလေသူတို့ကအပြစ်သားတွေကိုလူသက်ကောင်မှတုတ်တင်တာမဟုတ်ဘူးလားဘာဖြစ်လို့နန်းတော်တွေမှာလူသက်ရတာလဲမိမလာလေးဘေဘီကသူတိကျန်တဲ့လက်ဟာနေရဲ့အချက်ကိုမအောင်အင်းနိုင်တော့ပဲထုတ်မိလိုက်တော့တယ်ဘေဘီမိကွန်းကြောင့်အထိန်တော်ကြီးမျက်နှာကဝမ်းနဲ့စိတ်မကောင်းတဲ့ပုံစံပေါက်သွားပါတယ်အဲ့ဒီနေရာသူတို့တုတ်တင်လိုက်တဲ့သူတွေကစုစုပေါင်း9ယောက်တောင်မယ်ပြီးတော့တုတ်တင်ခံလိုက်ရတဲ့သူတွေကအပြစ်သားတွေမဟုတ်လောက်ကျန်ခံလိုက်ရတဲ့မင်းသားတွေပဲဘေဘီကအံ့ဩသွားတယ်အော်တိပြီအထိန်တော်ကြီးအရင်မင်းကြီးဟာသူ့သားတော်အိရှိဆန်ခန့်အပ်ချင်တာနဲ့သူ့ရဲ့ညီတော်မင်းသားတွေကိုလှုပ်ကြလိုက်တာပေါ့လေဒီလိုဆိုရင်ဦးကြီးတော်ရောဘာလို့မပါသွားရလဲ
သူသားတော်နဲ့လည်းကစားပေါ်ကစားဘက်ကဖြစ်ပြန်ငယ်လေးငယ်သေးလူနဲ့တူပါတယ်သူ့တော့ချန်ထားပေးခဲ့တာပေါ့နည်းနည်းအရွယ်ရောက်တဲ့အခါမှာအဲ့ဒီနေရာသူမျက်စိရှေ့မှာတုတ်တင်ခံလိုက်ရတဲ့သူတွေကသူ့ရဲ့အခုတော်ရီဆိုတာကိုသိလဲသိတော့သူညညဆိုရင်အိတ်မပြောနိုင်တော့ဘူးမိမလာလေးပြီးအဲ့ဒီနေရာအဖြစ်ပြက်ကိုမင်းကြီးလည်းမြင်ခဲ့တာပဲနော်ဒါဆိုမင်းကြီးမှလည်းမိမလာလေးဘေဘီကစကားကိုပြောနေရနေရက်လိုက်ပြီးအထိန်တော်ကြီးရဲ့မျက်နှာကိုသာစူးစမ်းဟာအပြေရှာနေပါတယ်ဟုတ်တယ်မင်းကြီးမှလည်းအိတ်မပြောနိုင်တဲ့ယောဂရှိရဲ့ဒါကြောင့်မင်းကြီးဟာရှုတီတီကြီးဖြစ်နေပြီးဒေါသအင်မတန်ကြီးရပါလားမင်းအောင်မိမေလေးနဲ့အောက်မှာမိမလာလေးဘေဘီကရက်လိုက်တော့မြင်လိုက်ရပါတယ်ဒါပေမဲ့မင်းကြီးကဥယျာဉ်တော်ဆိုရင်ဘာပဲအမလောက်ခွင့်ပေးရဲ့နော်ဒါအဲ့ဒီမြင်ကွင်းကိုသူနဲ့အတူမြင်ခဲ့ရလို့လည်းဖြစ်နိုင်တယ်လို့အရင်မင်းကြီးနိုင်ရွာမစင်ခင်ကနောက်တားရပြီးသူညီတော်အပြစ်ဒဏ်အားလုံးကနေခွင့်လွှတ်ပေးခဲ့လို့လည်းဖြစ်နိုင်နေလေမိုက်လိုက်တာဒါကြောင့်မင်းနေမှာပါမင်းကြီးကဥယျာဉ်တော်ဘာအပြစ်ဒဏ်မှမပေးอ่ะဥယျာဉ်တော်လေးရွာလဲစိုးတန်းနေရလူတယောက်မဟုတ်ပါကွယ်ဟိုဒါတော့အထင်းတော်ကြီးကဥယျာဉ်တော်ချစ်ခင်လို့အကောင်းမြင်နေရပါစိုးသမျှတိတ်ဆိုးတဲ့သူပါရှင်ဘလူတွေများစိုးလို့လဲမိန်းကလေးရဲ့မိမလာလေးတယောက်ကိုနေ့စဉ်ရက်ဆက်အနောက်မှခေါ်ထားပြီးချက်တယ်လို့တခေါက်မှမပြောဘူးတဲ့အထိစိုးပါရဲ့ရှင်ဥယျာဉ်တော်ကမိမလာလေးကိုချစ်ခင်မျက်နှိုးပါရဲ့ကွယ်သူနှမတော်လေးလိုပါပဲမိန်းကလေးပြီးမှသာယောက်ျားတယောက်ရှိလာရင်သူကစောင့်ကြမြန်ရနေရွေးထုတ်ပေးမယ်လို့အမြဲတမ်းရဖွဲ့တတ်ပါတယ်ဒီတခါတော့မိမလာလေးဘေဘီကမလောင်ပြောင်းနိုင်တော့ပဲမျက်ရည်သာပူပူပပလင်းစင်ကြလာလေတော့တယ်အထိန်တော်ကြီးကထိုင်ရနေထောက်လိုက်တယ်ကဲမဲအတွက်ပြင်ထားတဲ့အိတ်ခမ်းဆောက်မှာသွားအိတ်လို့ရပါပြီမိန်းကလေးဘေဘီအထိန်တော်ကြီးလည်းအိတ်တော်မယ်ဦးကြီးတော်ကိုစောင့်ရှောက်ဖို့အတွက်အသက်ရွှေရွှေနေသွားကြတဲ့ရင်လေစကားတပြော့ပြော့နဲ့စကားစားမပြတ်ခင်ပါပဲအထိန်တော်ကြီးကသူ့ရဲ့အိတ်ခမ်းစီကိုလှုပ်နဲ့ဝင်သွားလေရောတယ်မိမလာလေးဘေဘီလည်းသူ့မအတွက်ပြင်ထားတဲ့အိတ်ခမ်းဆောင်တွေကိုဝင်သွားလေရောတယ်တိတ်မကြခင်မှာပဲနှင်းချိုင်အိပ်ပျော်သွားပါတယ်စုကနေအလင်းရောင်ကြီးဟာမျက်လုံးတဲကိုဝင်းကနေလက်ကနေဝင်ရောက်လာပါတယ်ဟောကနေအတန်ကျဲကြဲကြဲလောင်လောင်ကြီးကြောင့်လေဦးကြီးတော်လေးကိုလက်နှိုးလာတယ်အိပ်ပျော်နေရကနေရုတ်တရက်လန့်သွားပါတယ်အိမ်ရပေါ်ထထိုင်လိုက်ပြီးဘေဘီကိုကြည့်လိုက်တယ်ရီးစားလာတာကြောင့်ရီတောက်ဖို့အတွက်ချပြီးရေကရရှိဟာအိတ်ခမ်းဆောင်ဘက်ကိုရှောက်လာခဲ့ပါတယ်မိတုံမီးရောင်ကအိတ်ခမ်းထဲမှာမိတ်ပြပြလေးနေပါတယ်ရေကရထဲမှာရေုံငယ်ပြီးတောက်လိုက်တယ်နန်းတွဲနာရီစက်မှာမနေ့အာယုံတက်ချိန်တတိပေးတံကိုကြားရပါတယ်အဲ့ဒါအချိန်တောင်ရောက်နေပြီလားအပြစ်မှာတော့မှောက်နေသေးရအောင်နန်းဆောင်ရဲ့အပြစ်ဘက်ကိုလမ်းလျှောက်ပြီးထွက်လာခဲ့ပါတယ်နန်းဆောင်မှာဘရိတ်ညီလာခံလမ်းမစီကိုတွားတဲ့လမ်းလေးကိုကြောက်တုံးရောင်စုံနဲ့ညီညီညာညာခင်းထားပြရပါတယ်တခါတော့ကအနောက်တိုက်သားတယောက်နဲ့စစ်တူရင်ရှင်ခံစားတဲ့အခါနိုင်လာခဲ့ရတဲ့လန်ခင်းကြောင့်အထူးစနေပဲပြတ်ပါတယ်လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာပန်းရောင်စုံပင်ပုပ်ပုလေးတွေအပြေးစီစီရီစိုက်ပျိုးထားပါတယ်အထင်းတော်ကြီးရောမထသေးဘူးလားဦးကြီးတော်လီယိုကအထင်းတော်ကြီးကိုဖြတ်ကနေတတိယသွားတယ်ခါတိုင်းဆိုရင်ဒီလိုအချိန်မှာအထင်းတော်ကြီးနိုးလာကြပါတယ်ဒီနေ့ပင်ပန်းလို့မထနိုင်သေးရများလားလို့တွေးပြီးလမ်းကိုသာဆိုက်ရှောက်နေလိုက်ပါတယ်လမ်းလျှောက်ပြီးမှအထင်းတော်ကြီးကိုဝင်ကြည့်ရမယ်လို့တွေးလိုက်တယ်ဒါမှမဟုတ်လမ်းလျှောက်လို့မပြီးခင်လေအထင်းတော်ကြီးနိုးလာခြင်းနိုးလာအောင်မှာပါလို့တွေးလိုက်တယ်ဘေဘီလေးကိုမတွေ့ရတော့ကြည်တကောင်းရင်အချိန်မှပဲပြန်သွားပြီးထပ်ပါတယ်ဘေဘီတို့စောင့်ကြမြန်ရစီကင်းရှိရဲ့တကောင်းရင်အစိမ့်ဆိုရင်အဆောင်ကိုပြန်ရမြဲဖြစ်ပါတယ်အတွေးတွေနဲ့လမ်းလျှောက်နေတဲ့အခါနေအောင်ကြီးတွေတန်းလာတဲ့အခါအထင်းတော်ကြီးကိုအမှတ်ရပြီးရင်းထဲမှာဒိတ်ကနေခံစားရပါတယ်လမ်းဆောင်တေုံပြေးဝင်လာပြီးအထင်းတော်ကြီးရဲ့အခန်းစီကိုပြေးကြည့်လိုက်တယ်ဟင်မင်းကဘာလုပ်လဲအထင်းတော်ကြီးကိုဘာလုပ်လိုက်တာလဲအထင်းတော်ကဂရင်ညောင်ဆောင်ပေါ်မှာအိတ်နေရတာအနေထားနေပဲငိမ့်တက်နေပါတယ်အထင်းတော်ကြီးကိုမတ်တက်ရက်ကစိုက်ကြည့်နေရဲ့စပင်းရှိရွှေနဲ့လူငယ်တယောက်ရဲ့နောက်ကျောပြင်ကိုတွေးလိုက်ရပါတယ်။ဦးကြီးတော်လီယိုရဲ့မိကုန်းကြောင့်လူရဲကဦးကြီးတော်လဲကြည့်ပါတယ်။အဲ့လိုရှွန်လေးတောက်ပနေတဲ့မျက်ဝန်းလေးပဲဖြူနုနေရဲ့မျက်နှာနုနုလေးနာရန်စင်းစင်းလေးနဲ့နှကန်းပပရဲရဲလေးကိုမြင်လိုက်ရတဲ့ခဏမှာဦးကြီးတော်လီယိုအံ့ဩမှင်တက်သွားပါတယ်။ကျွန်တော်သူ့ကိုဘာမှမလုပ်ပါဘူး
ဒီလူသားကသူ့ရဲ့နောက်ဆုံးမှတ်ဉာဏ်တွေကိုကျွန်တော်ကိုလွှဲပြောင်းပေးခဲ့တယ်သူ့ရဲ့မှတ်ဉာဏ်တော်တော်များများဟာတင်မဲလူသားတင်ဟာသူနဲ့ဘာများတော်ဆက်တာပါလေတင်ဟာလူတော်တော်များများရဲ့ဥညွတ်ခြင်းလေခံခဲ့ရတဲ့သူတယောက်ပဲချမလာပါတဲ့လူငယ်လေးရဲ့စကားတန်ကိုညီမောင်ငရာကနေအထိန်တော်ကြီးကိုညမတတိပြန်ဝင်လာတယ်စကားလမ်းကြောင်းပြောင်းနေပါနဲ့မင်းကိုမင်းနဲ့သားတစ်ပါးလို့ပြုတ်မှုမနေနဲ့မင်းငါလိုဥယျာဉ်တော်ရဲ့အထိန်တော်ဘာလုပ်လိုက်တာလဲဖြည့်လေးဖြည့်ပါတင်းကဥယျာဉ်တော်လားဥယျာဉ်တော်ဆိုလဲဥယျာဉ်တော်ပေါ့ဒီမှာဥယျာဉ်တော်ရဲ့အထိန်တော်ကြီးကအသက်မရှိအောင်ကျွန်တော်ပြုတ်ချလာတော့ဟာဒီလိုအဝိဇ္ဇာမပါလာတာကြောင့်အထိန်တော်ကြီးရဲ့အဝိဇ္ဇာယူပြီးဝေးကြည့်နေအောင်ပါအထိန်တော်ကြီးရဲ့စိတ်ဝိညာဉ်ကိုမြင်လိုက်ရတယ်အဲ့ဒါကြောင့်အထိန်တော်ကြီးရဲ့နောက်ဆုံးမှညံကိုလက်ခံယူပေးလိုက်တာအခုမှသူလည်းအေးအေးချမ်းချမ်းထွက်ခွာသွားနိုင်တာမင်းပြောရတွေကိုငါတခုမှနားမလဲဘူးဟဲ့အဆောင်နေဒီလူသက်သမောင်အကျဉ်းထောင်နဲ့ပို့လိုက်ကြစမ်းမလောက်ပါနဲ့ကျွန်တော်လူမတတ်ပါဘူးကျွန်တော်ဘာမှမလုပ်ပါဘူးရုတ်တရက်ဦးကြီးတော်ကစိတ်ပြောင်းသွားပြီးသူ့ကိုငါနန်းဆောင်ထဲမှာပဲချုပ်ထားလိုက်ငါအထိန်တော်ကြီးရဲ့နောက်ဆုံးခီးအတွက်စီစဉ်စရာရှိရတယ်စီစဉ်လာအောင်မေးငါပြန်လာတာနဲ့သူ့ကိုငါကိုယ်တိုင်စစ်မယ်အမေအတိုင်းမှာဦးကြီးတော်ဒါနဲ့ညအတန်အကျိတ်ကြီးနဲ့အလင်းရောင်တီကိုမြင်လိုက်ကြသေးလားကျွန်တော်တို့ကလင်းအားကြီးချိန်ချမှတန်ဝင်ချိန်လင်းလာတာပါဦးကြီးဟောအေးသူ့ကိုစောင့်ကြည့်ထားလိုက်တေချာလဲကျူးဆိုင်လိုက်အောင်အဆောင်နေကိုတေးသေးချာချာမှားကြပြီးဦးကြီးတော်လီယိုကအထိန်တော်ကြီးရဲ့နောက်ဆုံးခီးအတွက်သူကိုယ်တိုင်ဦးဆောင်ကစီစဉ်နေပါတယ်ကိစ္စတွေအားလုံးပြီးဆုံးသွားတဲ့အခါအထိန်တော်ကြီးရဲ့အယိုးပြောင်တွေကိုအထိန်တော်ကြီးရဲ့ဇာတိဖြစ်တဲ့ပင်လယ်ကမ်းခြေရွာလေးစီကိုတဲဆောင်ပေးခဲ့ပြီးအဲ့ဒီကမ်းခြေမှာပဲဦးကြီးတော်ကိုယ်တိုင်ကျဲပေးခဲ့တဲ့ဒီလိုကြောင့်လည်းအထိန်တော်ကြီးဇာတိကိုမပြတ်နိုင်ခဲ့တာကြပြီပဲတဲရှိစရာလိုက်မပို့ပေးနိုင်ခဲ့တဲ့အရှင်သခင်ကိုခွင့်လွှတ်ပါအထိန်တော်ကြီးရဲ့အကျဉ်းချင်းသာရေရုပ်နေခဲ့ပါတယ်ဦးကြီးတော်လီယိုတယောက်အထိန်တော်ကြီးရဲ့ဇာတိရွာလေးကနေနန်းဆောင်ပြန်ရောက်လာတဲ့အခါမှာသူရဲ့အိတ်ဆောင်ထဲမှာဖန်စီချုံနှောင်ခံထားတဲ့လူငယ်လေးကိုဝင်တွေ့ရတယ်အထိန်တော်ကြီးကဘာကြောင့်တည်ဆုံးသွားတာလဲကျွန်တော်တို့မတတ်ပါဘူးသူကအသက်အရွယ်ကြီးလာပြီးသူရဲ့ခန္ဓာကိုယ်တခုခုဖောက်ပြန်ပြက်စီးလို့တည်ဆုံးသွားတာနေမှာပေါ့ဦးကြီးတော်လီယိုကလက်တီကိုသူ့ရဲ့ခန္ဓာကိုယ်ရဲ့နောက်မှာပြစ်ထားပြီးလူငယ်ရဲ့ရှေ့မှာပဲခေါတောက်ခေါပြန်လမ်းလျှောက်ပြီးစဉ်းစားနေပါတယ်ဦးကြီးတော်ရဲ့အထိန်တော်ကြီးဆုံးပါသွားလို့ကျွန်တော်စိတ်မကောင်းပါဘူးဒါထက်ကျွန်တော်ခွင့်လွှတ်ပေးပါအောင်ရေးစားလို့ပါဦးကြီးတော်ကသူ့ကိုယ်တိုင်ပဲရေကရားရဲ့ရေကိုငှဲ့ထည့်ပေးနေပြီးလူငယ်ကိုကြိုးဖြည့်ပေးခိုင်းပါတယ်ဟဲ့တယောက်လောက်သူ့လှုပ်ပေးလိုက်ကြပါဦးအချုံနာပလုံမြောက်လာတဲ့လူငယ်ကရေကိုအငမ်းမရတောက်နေပါတယ်သူရေတောက်လို့ပြီးတော့မှဦးကြီးတော်ကဆက်မေးလိုက်တယ်ဒါထက်မင်းကဘယ်ရောက်လာလဲဖဲအိမ်တော်ကလေကျွန်တော်ကကျင်းနေတာပါတစုံတယောက်ရဲ့တောင်းစုကိုဖြည့်ဆည်းပေးဖို့အတွက်ကြွေကြလာတာပါလူငယ်ရဲ့စကားဆုံးသွားတဲ့အခါဦးကြီးတော်ကဟဟပတ်ပတ်ရှေးမောင်းနေပါလေမင်းကပုံမြင်ပြောကောင်းပေမဲ့လူပဲဖြစ်ရမယ်ဟုတ်ပါပြီထားလိုက်ပါတော့မင်းကကျင်းနေတာဖြစ်ကြောင်းတခုခုနဲ့တက်တည်ပြပေးလို့ရမလားဦးကြီးတော်ရဲ့မထေတရင်စကားတွေအမှုရာတွေကြောင့်လူငယ်ကတပ်ပြင်းကိုချပြီးဦးကြီးတော်ရဲ့အိတ်ခမ်းတစ်ခါကိုပြေးပေးလိုက်ပါတယ်ရုတ်တရက်အလင်းစလုံးပြုတ်မှုလိုက်တာမို့ဦးကြီးတော်လန့်သွားတယ်ဟာဟဲ့မင်းကဘာလို့မလို့လဲတူတူအပြင်ကခမရရဲ့အဆောင်နေကြပြီးဝင်လာလိုက်ပဲကျွန်တော်ကခမရတယောက်တည်းကိုပဲတက်တည်ပြလို့ရတာဗျလူငယ်ရဲ့စကားကြောင့်ဦးကြီးတော်လေအခုမှပဲစိတ်အေးရတော့တယ်ဆိုပြီးကတိညောင်ဆောင်ပေါ်မှာထိုင်လိုက်ပါတယ်ကဲငါတယောက်တည်းကိုပြမှာဆိုပြလေလူငယ်ကကျန်းပြစ်ပေါ်မှာထိုင်ချလိုက်ပြီးမျက်လုံးတည်းကိုမိတ်ထားလိုက်ပါတယ်မကြခင်မှာပဲလူငယ်ရဲ့တကူလုံးစီမှာအလေးရောက်နေဖြာထွက်လာတာကိုအံ့ဩဖွယ်ရမြင်တွေ့လိုက်ရပါတယ်ခဏအကြာမှာတော့အလေးရောက်နေပြန်ပြောက်သွားတယ်ဦးကြီးတော်လီကလူငယ်လေးကိုတအံ့တော်ငေးကြည့်နေပါတယ်လူငယ်လေးကဦးကြီးတော်လီကိုမောက်ကြည့်ပြီးပြုံးပြနေခဲ့ပါတယ်ကဲဘယ်နဲ့လဲရှုံးပြီးမလားမင်းရဲ့အလင်းကဒီလောက်လေးပဲလားဦးကြီးတော်အတွက်အနောက်ရှက်မဖြစ်ဘူးဆိုရင်ကျွန်တော်ရဲ့အလင်းတွေကဒီမျိုးတော်ရဲ့အပြတ်မှန်အထိရောက်အောင်ထောက်လွှတ်နိုင်ပါတယ်ဘယ်နဲ့လဲကျွန်တော်လုပ်ပြရမလားရပြီအဲ့လောက်ထိတက်တည်ပြစရာမလိုကဲမင်းအနားရှုလိုက်အောင်လေမင်းမလောလောဆယ်တွန်းစရာလည်းမရှိဘူးမလားဦးကြီးတော်လေးကိုစကားပြောနေစမှာပဲလူငယ်ရဲ့ဝမ်းပိုက်ကတကွီကွီနဲ့မြေးလာပါတယ်
မင်းဘာမှမစားရသေးဘူးလားကျင်းနဲ့သားကျွန်တော်မှနာမည်ရှိပါတယ်ဦးကြီးတော်ဟုတ်ပြီလေပြောပါအောင်မင်းရဲ့နာမည်လေးကျင်းစင်းနဲ့သားအဲလက်ပါခင်ဗျာအဲလက်ဟုတ်ပါပြီကျင်းစင်းနဲ့သားအဲလက်မင်းအတွက်နေလေစာပြင်ခိုင်းပေးမယ်ဟေးအပြင်အဆောင်နေဒီလူငယ်လေးနဲ့ငါစားတော့ပဲတဲ့မယ်ဟေ့အဲလန်နဲ့ဦးကြီးတော်လီယိုတို့နေလည်စာသုံးဆောင်နေချိန်မှာပဲနန်ကျွေးထဲမှာထင်းတော်ကြီးကွဲလွန်သွားတဲ့တရင်အပြင်အဒီညအလင်းရောင်နဲ့စုညံတန်းတို့ကြားမှာပြန့်နေနေပါရီနောက်ဆုံးမှမင်းကြီးရဲ့နားထဲကိုပဲရောက်သွားပါရီတစ်ဖက်တစ်ခါညီလာခံတပင်ကျန်းဖားလေးရှိရမို့နောက်ညီလာခံပွဲမှာဦးကြီးတော်ပါတက်ရောက်မယ်ဆိုပြီးမင်းကြီးကအမိန့်တော်ပါလိုက်ပါရီငါညီလာခံတက်ရောက်လိမ့်မယ်အဲလန်ဦးကြီးတော်လီယိုကသူ့နန်းဆောင်တင်ရရှိကူးခဲ့မှာရှိကူးနေပါရီအလက်ကရေကူးကန်တဲ့ဘေးမှာထိုင်နေပါရီဦးကြီးတော်မှာအထင်းတော်ကြီးမရှိတော့ဘူးဆိုတော့ကျွန်တော်အဝတ်စားစိတ်မှတ်ပေးရမလားကောင်းသားပဲဦးကြီးတော်လီယိုကတခြားတစ်ဖက်ကိုကူးခတ်သွားပြန်ပါရီပြီးတော့ဒီဘက်ကိုပြန်လဲကူးခတ်လာပြန်နေညီလာခံကြရင်တော့မင်းပါလာခဲ့ရမယ်ဘာဖြစ်လို့လဲမင်းကအထင်းတော်ကြီးရဲ့ဆွေမျိုးလို့ရှောက်တင်ထားရလိမ့်မယ်ဒါမှမဲဖို့မှာတန်တရားတွေမပွားမှာမင်းလည်းအန်တီရဲ့ကဲမှာဟုတ်ပါပြီဒါဆိုလဲလိုက်ခဲ့ပါမယ်ဒီညာစစ်တို့ရင်စိန်ခေါ်ပွဲလဲရှိရင်မင်းလည်းလိုက်ခဲ့လူတွေများရင်တော့ကျွန်တော်မလိုက်ချင်ဘူးလူတွေကများတယ်ဒါပေမဲ့မင်းကိုနန်းဆောင်မှာတယောက်တည်းထားခဲ့ဖို့မပြတ်နိုင်ဘူးဘာဖြစ်လို့လဲမင်းကအင်မတန်အမေးမြန်းထိုးတာပဲလိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့ဦးကြီးတော်လီယိုရဲ့အတန်ဟာဒေါသတန်အနှိမ့်ငယ်ပါသွားပါရီကျွန်တော်မအော်ပါနဲ့လိုက်ခဲ့ဆိုလဲလိုက်ခဲ့ပါမယ်ဦးကြီးတော်လီယိုကတခြားဘက်ကိုကူးခတ်သွားပြန်ပါရီသူ့မျက်လုံးထဲမှာကန်ရဲ့ဘောင်ပေါ်မှာထိုင်းနေတဲ့အဲလက်ကိုသူမရှိဘဲနဲ့နန်းဆောင်မှာထားခဲ့ဖို့အတွက်စိတ်မချနိုင်ပြတ်နေရပါရီအဲလက်ကစမ်းရွှေရွှေကိုဈေးနှောင်ထားတဲ့ကြားကပူကီယူလေးနဲ့လှနေလို့လားအထင်းတော်ကြီးရဲ့ဝေးရုံလေးတွေကိုတောင်ဝင့်နေတဲ့ကြားကအသားအယောင်လေးကဖြူစဲနေရကြောင်းဘယ်နေရာလေးပဲလက်ခနဲ့ပေါ်လာပါစေလှပနေပါရီအချိုးအစားပြင်းပြင်းလှပတဲ့ကိုလုံးကိုတန်လေးကြောင့်လည်းပါပါလိမ့်မယ်မျက်နှာလေးကလည်းဘဲရှူအောင်ကြည်ကြည်လှပလာပါရီပြီးတော့ဦးကြီးတော်လေးကိုလမ်းလျှောက်ထွက်ရင်လည်းနဘေးမှာအတူလိုက်လာတတ်တယ်လို့ချမင်းစားရင်လည်းအတူတူစားဖက်ရင်လည်းအတူတူဟောအခုရေကူးအောင်တောင်းပေးရလာထိုင်ပေးနေပါရီဒါကြောင့်မြငါတို့ကိုတွန်းလျအောင်ခေါ်သွားနေကြတာလားလို့အပြေရှာနေမိပြန်ပါရီရေထဲမှာရှိရအချိန်ကြာနေပါပြီအပေါ်တက်လာတဲ့ပါပြီဦးကြီးတော်အလဲရဲ့စကားကြောင့်ဦးကြီးတော်လေးကိုတစုံတယောက်ကိုတွေးမိသွားတယ်လို့ပြောလိုက်ပါရီအခုတလောအဲလက်ကိုတရိမထားမိပြီမေအဲလက်ကသူ့အပေါ်မှာအမြဲတမ်းစောင့်ရှောက်နေတယ်လို့ခံစားရပါရီအဲလက်အမြဲတမ်းပြောနေတတ်တဲ့စကားလုံးတွေကိုအခုမှပြန်တွေးမိလာပါရီစာဖတ်တာကြားနေပါပြီဦးကြီးတော်လမ်းလေးပါလေးထားလျှောက်ပါအောင်ဦးကြီးတော်ထားပါတော့မနက်ခင်းလမ်းလျှောက်ရမယ်အချိန်ရှောက်နေပါပြီဦးကြီးတော်တလောက်ဆိုတော်လောက်ပါပြီပိုစားရင်ဝိတ်တက်လာလိမ့်မယ်ဒီဝိတ်ရောင်ကပူလိမ့်မယ်အခုရာဒီနဲ့မကိုက်ညီဘူးဒါလေးဝက်သွားပါအမြဲတမ်းပဲနဘေးရနေအထင်းတော်တယောက်နဲ့စောင့်ရှောက်ပေးနေရပါလားလို့တွေးမိလာပါရီမင်းဘာလို့ငါ့ကိုစိတ်ပူနေရလဲရုတ်တရက်အနီးကိုကန်လာပြီးပြုံးပြုံးကြီးလာမိနေတဲ့ဦးကြီးတော်ကြောင့်အလက်အနီးရခတ်သွားပါရီကျွန်တော်စိတ်ပူပါလေဟိုတဲ့ဦးကြီးတော်များကြောက်လို့ပါဦးကြီးတော်ကအပြင်ကိုထွက်သွားတဲ့အဲလက်ရဲ့နောက်ကိုထွက်လိုက်သွားပါရီဟာခမအဲလေဦးကြီးတော်ကိုတုံးလုံးကြီးနဲ့ထွက်မလာနေလေအဆောင်နေရှိရဲ့ပြောပြီးအလက်ကအနီးမှာရှိတဲ့တပတ်တက်တဲ့ကိုဆွဲယူပြီးဦးကြီးတော်ထံလှမ်းပြစ်ပေးလိုက်ပါရီအဲ့ဒီအချိန်မှာပဲအခန်းပြင်ကအဆောင်စီမှာရှောက်တဲ့တောင်ချောင်းလိုက်တယ်ဦးကြီးတော်ခမမိမလာလေးပြီးပြီးရောက်လာနေပါရဲ့ခမဦးကြီးတော်ရဲ့အဲလန်နဲ့စကားပြောနေရကနေတပတ်ကိုပတ်လိုက်ပြီးနန်းဆောင်ပြင်ကိုထောက်သွားခါမိမလာလေးကိုတွားရောက်ကျိုးစိုးနေပါရီအဲလန်မှသာစကားပြောရင်တန်လန်းကြီးတယောက်တည်းကျင်းရင်ခဲ့ရပါရီမိမလာလေးပြီးပြီးဝိုးရင်ပေါ်မှာဆင်းလာပြီးဦးကြီးတော်လေးကိုကြည့်ခါပြုံးဆဆလုံနေပါရီရေချိုးခန်းလေးကထွက်လာလားဦးကြီးတော်ဒါဆိုလဲအဝဲစားပွဲလိုက်အောင်လေပြီးပြီးအခန်းလေးကစောင့်နေမယ်ဟုတ်သားပဲဒါဆိုခဏစောင့်တော့ပြီးအခုမှဦးကြီးတော်လေးကသူ့ကိုယ်သူအဝဲစားမဝဲရသေးအောင်တရိထားမိရင်တို့ပါရီခါတော့လေးအခန်းတွင်းဝင်သွားပါရီမိမလာလေးပြီးပြီးအိတ်ခန်းထဲမှာထိုင်နေပါရီသူမထိုင်နေစမှာပဲအလက်ကအခန်းရီပန်းကိုတိတ်ယူလာပြီးအိတ်ခန်းထဲဝင်လာလိုက်ပါရီအလက်ကိုတကားမှမမြင်ဘူးသေးပဲအခုမှစပြီးမြင်ဘူးဟာဆိုတော့မိမလာလေးပြီးပြီးတအံ့တအောဖြစ်သွားပါရီပူပြီးအံ့အားတင့်သွားတာ
ဘာအလားစိန်ရမှုမှမပါပဲငကူလာလေးဖြစ်နေတဲ့အဲလဲမျက်နှာချပုံစံတွေ့လေးနာရန်စင်းစင်းလေးနီနီဥဥနှခံပါလေးမျက်ခုံးကောင်းကောင်းရှိရှိလေးမျက်လုံးကြီးကြဲကြဲရှိရှိလေးပါလေမျက်တောင်ရှိရှိလေးပဲဝင်းဟန်ပြီးတောက်ပဆိုးလဲနေပါလေခတ်တဲ့ခန္ဓာကိုယ်အချိုးစားလေးနဲ့ဖြူဥနေရဲ့အသားရည်လေးပဲကြောင့်ဘလို့ကြည့်ကြည့်လှပလုံနေရဲ့အဲလဲကြောင့်သူမကိုယ်တိုင်ပဲသူမပြန်ကြည့်ပြီးတင်းငယ်ကျင်းတလူလိုဖြစ်နေရပါလေမင်းရဘာလို့လဲဟင်ဦးရီတော်နန်းဆောင်မှာမင်းကိုမတွေ့ဘူးပါဘူးကျွန်တော်ကအော်သူကအဲလဲတဲ့အထင်းတော်ကြီးရဲ့တူလေးလေးအထင်းတော်ကြီးစီကိုလာခင်ရတဲ့ဒါပေမဲ့ကောင်းလေးကကန်ဆိုးပါတယ်သူလည်းရောက်လာရောအထင်းတော်ကြီးလည်းဆုံးသွားဆိုပါတော့ပြီးပြီးရင်အဝဲအစားဝဲပြီးအခန်းထဲကထလာတဲ့ဦးရီတော်လေးကအဲလဲအစားဝင်ပြေးပေးနေပါတယ်ဟမ်တူလေးကယောက်ျားနေလားလှလုံးလုံးကျမသူ့မိန်းကလေးထင်နေတာဒါနဲ့ဘေဘီအကြောင်းမကြားပါမကြားနဲ့ဘာအကြောင်းကိစ္စပေါ်လာလို့ပါလဲဘာအကြောင်းကိစ္စမှမပေါ်ပါဘူးဦးရင်ရော်ရဲ့အထင်းတော်ကြီးကွဲလွန်သွားတဲ့ကိစ္စကိုကြားလို့စိတ်မကောင်းလို့ပါဟုတ်တယ်ဦးကြီးတော်အတွက်လည်းအဖိုးမပြတ်နိုင်တဲ့ဆုံးရှုံးမှုကြီးပါပဲဘေဘီရဲ့အော်ဒါနဲ့အထင်းတော်ကြီးရှေ့စဉ်ကကျမစီကဦးကြီးတော်အထားခင်လားရှင်ဒီတော့ဦးကြီးတော်မခေါ်လဲကျမကတော့ခဏခဏလာပြီးတော့စောင့်ရှောက်ရလိမ့်မယ်ကောင်းတာပေါ့ပုံမြင်နားထောင်ကြတာနဲ့အတော်ပါပဲအဲလက်ကအိတ်ကန်းထဲမှာထွက်လာပြီးအနောက်ဘက်ပန်းချဘက်ကိုလမ်းလျှောက်ထွက်လာခဲ့ပါတယ်အားကြောင့်ရင်မသိပဲမိမလာလေးပြီးပြီးဆိုတဲ့မိန်းကလေးကစကားပြောပြီးအမတန်မှုရပါရပြားပါတယ်ဟမ်မူပူတယ်လို့စိတ်ထဲကတွေးထင်နေမိပါတယ်အခုလောက်ဆိုအိတ်ခန်းထဲမှာချိန်ရင်ခဲ့တဲ့ဦးရီတော်နဲ့မိမလာလေးဆိုတဲ့မိန်းကလေးတို့ဘာတွေများပြောနေကြမလဲလို့တွေးကြည့်ပြီးအလိုလိုအထီးကျန်လာတယ်လို့ခံစားရပါတယ်အမြဲတမ်းလှပတယ်လို့ထင်ခဲ့ဘူးတဲ့ကောင်းကင်ပြပြကြီးရပဲစိတ်ကိုကြည်နူးအောင်မစွမ်းဆောင်နိုင်တော့ပြီအဲလဲလေအိတ်ခန်းထဲကနေထွက်လာပြီးအနောက်ဘက်ပန်းချဘက်ကိုလမ်းလျှောက်ထွက်လာခဲ့ပါတယ်ဘာကြောင့်ရင်မသိပဲမိမလာလေးပြီးပြီးဆိုတဲ့မိန်းကလေးဟာစကားပြောတာအင်မတန်မူရပါရများတယ်ဟမ်မူပူတယ်လို့စိတ်ထဲကတွေးထင်နေမိပါတယ်အခုလောက်ဆိုအိတ်ခန်းထဲမှာချိန်ရင်ခဲ့တဲ့ဦးကြီးတော်နဲ့မိမလာလေးဆိုတဲ့မိန်းကလေးတို့ဘာတွေများပြောနေကြမလဲလို့တွေးပြီးအလိုလိုအထီးကျန်လာတယ်လို့ခံစားနေလာမိပါတယ်အမြဲတမ်းလှပတယ်လို့ထင်ခဲ့ဘူးတဲ့ကောင်းကင်ပြပြကြီးရပဲစိတ်ကိုကြည်နူးအောင်မစွမ်းဆောင်နိုင်တော့အနည်းပါလေးတိုက်ရင်ကနေသည့်ပန်းရဆုံးလေးတွေကိုကြည့်ပြီးတော့လေအရှင်ရက်တရလို့မပြောနိုင်စေလေးပြေးလေးငင်းလေးရတိုးတင်လာတော့ပဲစိတ်ထဲကမပြောရွှင်နိုင်ပြက်နေမိပါလေစိတ်ထဲမှာဦးရီတော်လေးယူရဲ့ခက်ကြောခက်တက်တက်မျက်နှာပြင်အောင်လာပြီးအလိုလိုနဲ့ဒေါသထွက်မိရပြန်ပါလေငါဘာဖြစ်နေရလဲဒါလောက်ကြည်နူးစရာကောင်းတဲ့နေရာလေးပါနေပြီးဘာလို့များအလိုလိုနဲ့စိတ်တူဒေါသထွက်နေရတာပါလဲလို့လေအပြေရှားနေမိပါလေဒါပေမဲ့အဖအကြောင်းကြောင့်မှလည်းသူလည်းမသိမစင်စားကြအောင်ဖြစ်နေပါလေဟုတ်ပြီအလန်စိတ်လျှော့လဲစိတ်လျှော့ဦးရီတောင်လိုမိတ်ဆွေမျိုးကအိမ်ထောင်ကြသွားရင်တောင်ငါ့ကိုပြစ်ထားမဲ့သူမဟုတ်ပါဘူးလေစိုးရင်ဒါရီရက်ပြီးပျော့ပျော့နေပါပေါ့ဟုတ်ပြီလားအဲ့လိုတွေးပြီးပန်းချန်တွေကိုရှောက်ပြေးနေမိပါလေဒီပန်းချန်တွေကိုပတ်ပြေးရတာမမောသေးဘူးလားဘာလို့ပြေးနေရလဲကောင်းလေးရုတ်တရက်ဆိုတလို့ပန်းချန်နေချားနေရအရင်ရှိရှိနဲ့ခတ်တဲ့လူအားထွက်လာပါလေသူရဲ့လက်ထဲမှာလည်းစာအုပ်တအုပ်ကိုကင်ထားပါလေအမလေးရုတ်တရက်ကြီးထားထွက်လာတာဆိုတော့အလကထိတ်လန့်သွားပါလေမင်းကဒီနန်းတွင်းထဲမှာမမြင်ဘူးပါဘူးမင်းကဘာသူများလဲကွယ်ဟုတ်လေကျွန်တော်ကအော်ဦးကြီးတော်ရဲ့အထင်းတော်ကြီးကိုသိလားသိတယ်အဲ့ဒီအထင်းတော်ကြီးရဲ့တူပါဗျအခုလောလောဆယ်တော့ဦးကြီးတော်ရဲ့နန်းဆောင်တော်မှာတဲနေပါတယ်ခင်ဗျာအော်မင်းကအထင်းတော်ကြီးဦးစပတ်ရဲ့တူတော်တာကိုဒါနဲ့မင်းဟာအခုလောလောဆယ်လေဦးကြီးတော်ရဲ့နန်းဆောင်မှာနေနေရဆိုတော့တခြားထူးထူးဆန်းဆန်းဘာတွေများမြင်ဘူးသေးတယ်မြင်ဘူးတာပေါ့အထူးဆန်းနေမြတ်တောင်တွေမဲနဲ့ကော့ပြန်နေအောင်ခြေသားထားတဲ့မိမပါနေရဲ့နှကန်းနေတွေမျက်နှာချေခြေသားထားတဲ့မိမနတ်မောင်နဲ့စံကေသားအရှိကိုထူးထူးဆန်းဆန်းပုံစံနဲ့အလှချေထားတဲ့မိမအဲ့ဒီမိမထူးဆန်းဆုံးနေအဲ့ဒီမိမရဲ့ပြောပုံဆိုပုံတွေကပို့ပြီးတော့ထူးဆန်းနေသေးရဲ့ညီလာတဲ့ခမ်းမတဲအောင်ဝင်လိုက်တော့ခမမပုံစံနဲ့ဘေးချင်းရှင်ပြီးလမ်းလျှောက်လာရင်ခါပဲအလန့်မှာဦးရီတောင်လေးကိုခိုးခိုးပြီးကြည့်နေမိပါတယ်စပင်းရှိရှိနက်နက်ပေါင်ပေါင်တေကိုခရရွခန့်ရှင်းရှင်းစလောင်းထုံထားပြီးပလဲစတုံတစ်ခုကိုထိုးထားသည်မှာဦးရီတောင်လေးရဲ့ညနေကျပုံစံနဲ့လိုက်ဖက်လာပါတယ်ရွှေညိုရဝိယုံစားပေါ်မှာရွှေရောင်အပွင့်ခတ်တွေပါတဲ့ဝိယုံဝဲဆန်ထားတယ်သူကသူယုံကြည်ချမ်းအပြည့်နဲ့လမ်းလျှောက်နေရမှာမြင်သူတိုင်းကပဲငေးမောနေမိရလောက်အောင်ခံညားနေပါလေရှေ့ကိုကြိတ်ဆောင်လေးကျဲနဲ့သားလေးရဲ့တ
တော်ကြာခလုတ်တိုက်ပြီးလဲနေုံပဲဦးရီတော်လီယိုကတတိပေးလိုက်မှအဲလန်လည်းတတိဝင်လာပြီးရှေ့ဝဲရတို့ကြည်နေမိပါသည်သူကဲ့သို့ပင်တော်တော်များများဦးရီတော်လီယိုကိုငေးမောနေရမြင်ရပါသည်ဦးရီတော်မင်းသားအခဆောင်းဝင်လာပါတယ်မင်းကြီးဦးရီတော်လီယိုကမင်းကြီးကိုအယူသေးပေးပြီးရှောက်တင်လိုက်ပါသည်အဲလန်လည်းမင်းကြီးဆိုသူလှမ်းပြီးခိုးကြည့်မိပါသည်အသက်အရွယ်ငယ်ငယ်လေးနဲ့ကျောင်းမောခံရပြီးဥပဒေရုံလည်းတန်းပြပေးမယ်ရှုတီတီကြီးဖြစ်လို့နေပါသည်ဦးရီတော်နဲ့အတူပါလာတာအထင်းတော်ကြီးရဲ့တူးဆိုတဲ့တူလာဦးရီတော်ဟုတ်ပါတယ်မင်းကြီးတွေ့ကျင်တယ်ဆိုလို့ခေါ်လာခဲ့တာပါမင်းကြီးကထိုင်နေရနေအဲလက်ကိုစူးစမ်းတယ်လို့ခြေဆုံးကောင်းဆုံးကြည့်နေပါသည်အထင်းတော်ကြီးရဲ့တူတော်ဆိုတာဟုတ်သလားမောင်မင်းခက်စိမ့်စိမ့်ကြီးစိုက်ကြည့်နေရမေးလိုက်တဲ့မင်းကြီးရဲ့မိကွန်းကြောင့်အဲလက်မှာအလိုလိုနေမျက်လွှာချပြီးသားဖြစ်သွားပါသည်ဟုတ်ပါတယ်မင်းကြီးမညာချက်မဲညာပြောနေရတာကြောင့်အဲလက်ရဲ့အတန်လေးပါကျုံနေပါရဲ့စကားရည်တဲ့ထစ်နေရဲ့ဦးရီတော်မင်းသားလေးကြားရပါမှာဒီလူငယ်လေးရောက်လာတဲ့နေ့ကဘလို့ပုံစံနဲ့ရောက်လာတယ်လဲဆိုတဲ့ကောလာဟာလာလေမင်းကြီးကအခြေအမြင့်မရှိရဲ့ဒီလိုကောလာဟာလာမျိုးကိုလေယုံကြည်တတ်တာပဲလားကျွန်ုပ်ရဲ့နန်းနန်းထိတ်ရလေပြောထားတဲ့စကားရှိရဲ့ဦးရီတော်ဒီလူငယ်လေးဟာနေပွဲစည်းရလာသူတယောက်ဖြစ်တယ်ဒီလာရဲ့လာပြည့်နေပါဒီလူငယ်လေးကိုရှေ့ပူဆောင်ပါတာမယ်တဲ့ဒါမှကျွန်ုပ်တို့ခန်းစားနေရတဲ့အိတ်မပြောတဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားမယ်လေအဲ့လက်မှာထိုင်နေရကနေတဆက်ဆက်တုံပြီးကြောင်းယုံနေပါလေမပြတ်နိုင်တာတွေပါမင်းကြီးရှိုင်းလိုက်တာဦးကြီးတော်မိုးကောင်းခင်ရဲ့အလူဆန္ဒကိုပါစန့်ကျင်တော့မလို့လားမိုးကောင်းခင်ရဲ့အလူဆန္ဒဆိုတာကိုသိချလို့လားမင်းကြီးဟဲ့အဆောင်နေဒီနေ့ပွဲစည်းရလာတဲ့လူငယ်ကိုနန်းနန်းကိုခေါ်သွားတော့အဲ့ဒီမှာချုပ်ထားလိုက်ဘယ်သူနဲ့မှပေးမတွေ့နဲ့မင်းကြီးရဲ့စကားဆုံးမှာတဆက်ဆက်တုံးရင်းနေတဲ့အဲ့လက်ကိုနဲတွင်အဆောင်စစ်တွေကနန်းနန်းစီကိုချုံထောင်ဆွဲခေါ်သွားပါ၏ဦးရီတော်လေးကိုတရားပေါဒေါသတွေထွက်ပြီးကျင်းရိပ်ခဲ့ပါ၏မင်းကြီးမားနေပါပြီဦးရီတော်ညီလာခံတပည့်ကနေပြန်ပို့လိုက်ကြဟိနန်းတွင်အဆောင်အစစ်တွေကဦးရီတော်လေးကိုအတင်ဆွဲထုတ်လာကြပါ၏မင်းကြီးသူများအသက်ကိုရှေ့ပူဆောင်လိုက်ုံနဲ့ချမ်းသာရရလိမ့်မယ်လို့ဘာလို့ထင်နေရလဲမင်းကြီးအမကြီးမားနေပြီအဟိရင်နဲ့ညီလာခံခမ်းမရဲ့အပြင်ဘက်ကိုရှောင်းလာပါ၏စိတ်ထဲမှာထူးပူနေတယ်ကိုလည်းဂူးမဆိုင်အားတော့ပဲနန်းနန်းကိုလိုက်သွားပြီးရော်တယ်အဲလက်တယောက်နန်းနန်းကိုရှောင်းလာပါ၏နန်းနန်းဆောင်ကအချုပ်ထဲမှာအဲလက်ကိုထည့်ထားတယ်ဟောရှောက်လာပြီလားအတန်ကြားရစီကိုလှည့်ကြည့်လိုက်တော့ဟိုရက်ကနောက်ဘေးပန်းချန်ထဲမှာတွေ့ရတဲ့ပိန်ပါပါနဲ့ကြည့်ကောင်းတဲ့လူကိုမြင်ရပါ၏နန်းနန်းထိန်အဝတ်စားတွေကိုလည်းဝက်ဆန်ထားပါ၏ဟောလက်စတတ်တော့ခမည်းကိုဟိုအတဲမလွဲပါနဲ့ရေပူစော်မဲအကြံဟာအခုအကြံစီမဟုတ်ပါဘူးနန်းနန်းထိန်ခေါင်းဆောင်ရဲ့အကြံစီပါအကွာမင်းကိုတနာလူလာကြည့်ရပါလို့ပြောပြီးမျက်နှာလေးငဲသွားပါ၏ဒါပေမဲ့လာကြည့်ုံလေးပဲလာကြည့်လို့ရတာပါတကယ်ကြတော့အခုလည်းဘာမှလည်းမတတ်နိုင်ပါဘူးကွာပြောပြီးတပြင်းချပြီးပြန်ထွက်သွားပါ၏ခဏကြာတော့အစောကလက်ထောက်နန်းနန်းထိန်အကိုပြန်ရောက်လာပါ၏ဟဲ့ကောင်လေးမင်းနဲ့တွေ့ကြလို့တဲ့ဦးရော်လေးကိုရောက်နေရဲ့သူစကားဆုံးတာနဲ့တစ်သားလုံးတန်းတွေကြားကလှမ်းကြည့်နေတဲ့ဦးရော်လေးကိုမြင်တွေ့ရပါ၏အဲ့လက်လည်းအပြေးလေးလန်းလာပြီးတွေးလိုက်တယ်အဲ့လက်မင်းအဆင်ပြေရလားဒီထဲမှာနေရတော့ဘယ်လိုအဆင်ပြေပါမလဲငါမင်းကိုရှောင်းအောင်ထုတ်ပေးမယ်ဘာမှမကြောက်နဲ့တော့အဲ့လက်ဟုတ်ကဲ့ဦးရော်ကိုယုံကြည်ပြီးစောင့်နေပါမယ်အဲ့လက်နဲ့ဦးရော်တို့စကားပြောနေကြတော့မှပဲနန်းနန်းထိတ်အကူကအမောတကောပြေးလာပြန်ပါလေဦးကြီးတော့အခုပြန်မဖြစ်ပါမယ်ကောင်းဆောင်နတ်ထိန်ပြန်လာနေပါပြီအဲ့လိုပြောပြီးဦးကြီးတော်လီယိုကိုအတင်းဆွဲကခေါ်ထုတ်သွားပါလေအလက်ကဦးကြီးတော်အားတနာစရာမျက်နှာငယ်လေးနဲ့ငေးကကျင်းရိပ်ခဲ့ပါလေဦးကြီးတော်လီယိုတရားဒေါသထွက်ပြီးသူရဲ့နန်းနန်းဆောင်ပြန်လာခဲ့လိုက်ပါလေစိတ်ထဲမှာလေနန်းနန်းထိန်ခေါင်းဆောင်မကြည့်မနဲ့ပြစ်နေပါလေပြီးတော့အယုံကြည်လွန်ပြီးကိုပိုင်အတွေးကောင်မရှိရင်တူတော်ပေါင်းဘရင်ကြီးကိုလည်းဒေါသထွက်ပါတယ်အစုံမှာတော့နန်းတွဲမှာဘာအင်အားစုမှမတီထောင်ထားမိရဲ့မိမိကိုပို့ပြီးစိတ်တော်အားပြပါတယ်ငငယ်တော့မျက်စိရှိပါပဲကိုရဲ့အကူတော်တွေမှမသိပဲကွက်မြတ်သွားတာမြင်ဘူးခဲ့ပါတယ်နောက်မှပြန်တရိယာနေရဟိုနေ့ကမျက်ကွက်ခဲ့တဲ့သူတွေကအတူတွေဟိုနေ့ကကွက်ပြတ်ခဲ့တဲ့သူတွေကအကူတော်တွေပဲပြတ်ပါတယ်ထိုစရာဘာတစ်ခုမှမကားကွယ်ပေးနိုင်လိုက်တော့အခုချိန်ထိအပြည့်ရှိတယ်လို့ခံစားရပြီး
အိတ်မပြောနိုင်တဲ့ယောဂပဲဆွဲကပ်နေကြရပါ၏အိတ်ပြောအောင်စိတ်ပြောအောင်နီလန်းပေါင်းစုံနဲ့တုံးပြီးပျက်စီးနေကြရတယ်ဒီနေ့မင်းကြီးရဲ့ပြောစကားအရာမင်းကြီးထပ်ပါလေအိတ်မပြောတဲ့ယောဂရှိနေရင်တူပါတယ်ဒါနဲ့များတောင်လူသက်ပြီးရှစ်ပူစောဖို့စဉ်းစားနိုင်သေးရဲ့လို့စိတ်ကအပြစ်တင်နေလိုက်ပါတယ်အဲဒီနောက်မှာတော့ဦးကြီးတော်လီယိုတယောက်သူ့ရဲ့မိတ်ဆွေရင်းနဲ့တိုင်ပင်ဖို့အတွက်နန်းတွင်းပြင်ပေါထွက်လာခဲ့ပါတယ်ဖီးမင်းကြီးရဲ့ထိန်းတော်ကြီးကဘယင်မင်းကြီးရဲ့နန်းဆောင်အတွင်ဝင်လာပါတယ်နန်းနန်းတိန်ကောင်းဆောင်နဲ့အတူတကွတစပွဲတဲ့တိုင်ရဲ့မင်းကြီးရဲ့အနောက်ကပ်ပြီးဘေးလူတွေမကြောက်အောင်တူတူလေးပြောလိုက်တယ်မင်းကြီးဦးကြီးတော်လီယိုအရှက်နန်းဆောင်ရှိပါအစာရည်စာအငတ်ခံပြီးမလုံးမရှက်ဒူးထောင်စမ်းတာပြနေပါတယ်မင်းကြီးကရုပ်ကြီးဆိုသလိုဒေါသထွက်သွားပြီးအသက်ကိုပြင်းပြင်းလေးရှူကသူ့စိတ်ကိုသူပြန်ထိန်းနေပါတယ်နေပါစေဖြစ်ထားလိုက်အထိန်တော်ကြီးမင်းကြီးရဲ့အထိန်တော်ပြတ်ပါတယ်ဦးရီတော်လီယိုရဲ့အထိန်တော်ကြီးပေါ့ပါဒါမှသူလည်းမှတ်သွားမှာနန်းနန်းထိန်ကောင်းဆောင်မင်းကြီးကိုတောင်စုဆိုင်ပြီးကြိတ်နေပါတယ်ပြီးတော့မှဘာအဖြတ်တွေများဝင်းနေလို့လဲမင်းကြီးခင်ဗျာနန်းနန်းထိန်ကောင်းဆောင်မမဲနဲ့တဲ့မျက်စက်နေနဲ့မျက်ဝန်းရဲ့ဘေးမျက်ခွန်တွေကိုလည်းမဲနဲ့နေအောင်အမြဲချေတာချားကြပါတယ်အဖြူရောက်ဝိယုံကိုသာအမျိုးမျိုးဝှက်ဆန်တတ်တယ်သူရဲ့လက်သေးတွေပါလေရှေးလျားပြီးအနီးရဲရဲအယောင်ကိုအမြဲချေတာချားကြပါတယ်နှကန်းနေရလဲဒုံနေတူစွာထူးထူးခြားခြားသူတို့ရဲ့ဇရိုးထိပ်မှာပလဲနဲ့ရတနာကိုအမြဲတက်ဆင်ထားလေးရှိရပဲဘသူရှိရမလဲဥယျာဉ်လေကိုရောကိုလွန်ဆောင်ဝဲနာဆိုလို့သူ့ပဲရှိရလေမင်းကြီးကညင်းညင်းညူညူလေးရှေ့ရွှတ်နေပါတယ်မင်းကြီးအာနာကိုဖီဆန်ဖို့ကြိုးစားနေရသူလွယ်လွယ်နဲ့ခွဲမလောက်ပါနဲ့အဲ့ဒီဦးကြီးတော်ဟာမင်းကြီးကိုတိတ်ပြီးခြေရတိုင်းကျင်နေရမလားမင်းကြီးရဲ့အပြူတော်တောင်မှအိယာလေးဆွဲသွင်းရတာပဲနန်းထန်ကြီးစိတ်ပူတာကိုလေကိုတော်နားလိုက်ပါတယ်ဒါပေမဲ့ဦးကြီးတော်တယောက်ကိုတော့ချွင်းချက်အနေနဲ့ထားပြရစီသူမှကိုတော်ပေါ်စိုးပြထားလွယ်လို့ဘာအာနာဘာအင်းအားဘာမတိဆောက်ပဲကြော်တလူလေးနေရပါပြီးတော့လေအကျွန်ုပ်သိပါပဲရှင်တကယ်ဆိုအဲ့ဒီတော့ကြောက်ကြရတဲ့အမှုကိစ္စကလေမင်းကြီးတို့ကျူးလွန်ခဲ့တာမှမဟုတ်တာအဲ့ဒီအကြောင်းတွေထားလိုက်ပါအခုနေအဖွဲအစည်းရလာတဲ့သူရှစ်ပူဆုံးရင်ကိုတော်နဲ့ဦးကြီးတော်တကယ်ပဲအိတ်မပြောတဲ့ယောဂပျောက်ကင်းသွားနိုင်တယ်ပေါ့နန်းထိန်ကြီးမှတ်ပါတယ်ရှင်လုံးဝပျောက်ကင်းသွားမှာပါမင်းကြီးကသူ့ရှေ့ကအခါရီတစ်ခွက်ကိုကောက်ကင်ကတငုံတောက်လိုက်ပါတယ်ဒါနဲ့ရှစ်ပူဆုံးမဲ့သူကတကယ်ပဲလူသားတရားမဟုတ်ပဲကျေတစင်းဆိုတာသိကြရဲ့လားကျွန်ုပ်ကမင်းကြီးကိုလူတက်ခိုင်းမှမလားရှင်စိတ်ချပါသူကလူသားတရားမဟုတ်ပါဘူးတကယ်ကိုကျေတစင်းမှာမင်းကြီးကတပ်ပြဲမောကိုချပြီးအခါရီခွက်ကိုလည်းလက်ကချထားလိုက်ပါတယ်အထိန်တော်ကြီးအမဲရှိပါရှင်ဦးကြီးတော်လေးကိုတေချာစောင့်ကြည့်ထားသူတခုခုဖြစ်သွားရင်တန်ပြီးတမားတော်စီကိုခေါ်သွားပေးလိုက်စိတ်ချမယ်နော်စိတ်ချပါမင်းကြီးနဲ့တွေးကြမိပါတယ်တွေ့ပြီးအခုရစ်ပူစော်မဲ့ကိစ္စလုံးဝအတိတ်ပဲမရှိရဲ့အကြောင်းကိုတိတိကျကျရှင်းပြကြမယ်ရင်အခုမှလူပေါ်အောင်ရှောက်လာပြီးကလဲနဲ့အချုံတော်ခံနေရရှာတဲ့အဲလက်ကိုမြင်အောင်ပြီးတနာလာပြီးတဆက်ထဲမှာပဲအတူရှိနေရတဲ့နေ့ရက်တိုင်းမှာအဲလက်ကသူ့ကို view ဆိုင်ပေးခဲ့တာလေးကိုပါပြန်တွေးမိပြီးမျက်ရည်ကျနေရပါတယ်မနဲ့အစောရရမင်းကြီးရဲ့နန်းဆောင်ကမျက်နှာစာရှိမှထူထောင်းနေသေးပါအခုညအထေးတိုင်းပဲပြတ်ပါတယ်အစာလည်းမစားရေလည်းမတောက်ရနဲ့နေ့လည်ကလည်းနေဟာချက်တောင်ပူလောင်ခဲ့ပါတယ်ဒူးရီထုံကျနေသေးပါကြောင်ရုံမဟုတ်ပေမဲ့လက်လျှော့လိုက်လို့လုံးဝမပြတ်ပါဘူးလက်လျှော့လိုက်ရင်နောက်ထပ်ချစ်ခင်ရတဲ့လူတစ်ယောက်ကိုမကာကွယ်နိုင်လိုက်ပါဘူးစိုးရင်ကြောက်ရွံ့ပါတယ်အတင်းထားဦးကြီးတော်လီယိုရေလက်လျှော့လိုက်လို့လုံးဝမဖြစ်ဘူးအဲလက်ကိုကာကွယ်ရမယ်အဲလက်မရှိလို့မဖြစ်ဘူးဟိတ်ကောင်းကျော်လီနန်းနန်းရဲ့အချုပ်ထောင်ထောင်မှာငုတ်တုတ်ထိုင်ပြီးအခုချိန်မှာဦးကြီးတော်လီယိုတယောက်နေရထိုင်ရအဆင်ပြေပါမလားစိုးရင်နေပါတယ်ပြီးတော့ငါကဘာလို့ဆက်ပြစ်လာမှလဲတကယ်ပဲရှစ်ပူစော်ခံရမှာလားတွေးပြီးအကြံကုန်ညံကုန်ထုတ်ပြီးစဉ်းစားနေပါတယ်ဟိုတခါဦးကြီးတော်ရဲ့ရှေ့မှာအလင်းရောင်နေထုတ်ပြဖို့တယ်တွေးကြလာစရာအလင်းရောင်တွေဖြာထွက်ခဲ့တာမဟုတ်တာမိမိမှာအလင်းရောင်နေထုတ်လို့နိုင်တာကိုသတိရပေမဲ့နောက်ထပ်ဘာအစွမ်းနေများပါလာအောင်မလဲလို့အပြေရှားနေမိပါတယ်စံသက်တဲ့အနေနဲ့ခလန်းလာခေါမိုးတစ်ခုပေါ်ကလေးလန်းထားတဲ့ထမင်းချောင်းမုံတချို့လှမ်းညှို့လိုက်ပါတယ်အခုလာစီဒါပေမဲ့ထမင်းချောင်းပေါ်ကတုတ်တုံးမှမလို့ကြည်စိတ်တက်ပြန်ကျသွားတဲ့အဲလက်ကတောင်းလီမှာပြန်ထလိုက်ပါတယ်အဲ့ဒီခိုက်ပါပဲ
လက်ထောက်နတ်နန်းဆောင်ရဲ့ခေါ်တံကိုကြားလိုက်ရပါတယ်။အဲလက်ကြည့်လိုက်တော့ကြက်ကြော်ကြက်ပကံနဲ့ရှေးကရကိုကြလုံးကိုကိုက်ပြီးလာနေအောင်မြင်ရပါတယ်။မင်းပိုင်းစာနေမိပန်းငါတိလို့ရှူလာတာ။အဲလက်ထိုင်ရမထပဲလက်ထောက်နန်းနန်းဆောင်အကူမောကြည့်လိုက်ပါတယ်။တော့ပါပြီ။အကူကောင်းဆောင်အပြစ်ပေးလိုက်မယ်မစားတော့ပါဘူး။လက်ထောက်နန်းနန်းဆောင်အကူကအဲလက်အနီးကိုကပ်ပြီးထိုင်ချလိုက်ကသူမရှိဘူးကမင်းကြီးစီမှာအခါစားဝင်းနေရဲ့ရှော့စားလိုက်ကောင်းဆောင်မရှိဘူးဆိုတဲ့စကားကြောင့်အဲလက်လည်းကြက်ကြော်ပကံကိုဆွဲယူပြီးအာရပါရစားလိုက်ပါတယ်ရှေးကိုလည်းအငဲမရတောက်နေပါတယ်ဖြည်းဖြည်းစားနော်ဖြည်းဖြည်းစားကြက်ကြော်နဲ့ရေးဆိုတာနှမ်းတဲပါအပေါ်ဆုံးပဲကုံရင်ထက်ယူပြီးမယ်အဲလက်မှာဘာမှပြတ်မဖြစ်ရပဲအာရပါရသာစားတောက်နေပါတယ်ကြက်ကြော်လည်းကုံရှေးလည်းကုံမှာအဲလက်တယောက်နေတာထိုင်တာရှိရောရဲ့မေဘာမှစိတ်မပူနဲ့စားဖို့တောက်ဖို့ကိစ္စအကူတယောက်လုံးရှိရဲ့ခဏနော်ပကံနဲ့ရေကရသွားပြီးတင်းလာအောင်မေတော်ကြမတော်တဆကောင်းဆောင်မြင်သွားရင်စီကံပူကြလိုက်မယ်အကူဦးကြီးတော်အစဉ်ပြေးရဲ့လားအခုကောင်းဆောင်အခုတလောနှမ်းနှမ်းအပြန့်ပတ်ကိုပေးမထွက်သေးလို့အကူလည်းမသိဘူးညီလေးအဲလက်ရဲ့မျက်နှာလေးပိုင်သွားတော့ပြင်းတဲ့အခါလက်ထောက်လည်းစိတ်မကောင်းဖြစ်သွားရင်တူပါရဲ့မနေ့ပြန်ကြိုင်အကူပြန်ထွက်ပြီးစုံစမ်းပေးခဲ့မယ်ဟုတ်ပြီလားတိတ်လည်းမစိတ်မပူပါနဲ့ဦးကြီးတော်ကနေတတ်ပါရဲ့နော်ဟုတ်ကဲ့မနေ့ကျအခုတကယ်စုံစမ်းပေးမှာနော်တကယ်ပေါ့ကွာမင်းအခုထိမအိပ်ရသေးဘူးမလားတရေးအေးလိုက်မင်းအိပ်ရနိုးလိုက်အခုစုံစမ်းထားပြီးသားဖြစ်စီရမယ်တကယ်လားအကိုတကယ်ပေါ့ကွာအဲလဲတယောက်အချုပ်ခန်းထဲမှာရှိရဲ့ကောင်းရုံမွေရပေါ်မှာလဲချပြီးစိတ်အေးလက်အေးအိပ်ပျော်သွားပါ၏အဲလဲရဲ့နွမ်းနယ်နေရဲ့မျက်နှာလှလှလေးကိုကြည့်ပြီးနက်နန်လက်ထောက်အကူဟာစိတ်မကောင်းဖြစ်နေပါ၏အော်ဦးကြီးတော်သူခင်ဗျာကိုယ်တိုင်အချုပ်ချနေအောင်တောင်ခင်ဗျာအတွက်ပဲစိတ်ပူနေရှာတယ်လူမကယ်ပဲနဲ့ဘယ်မှာဘာတွေများလုံနေပါလိမ့်နော်လို့ရှေရွတ်နေလိုက်ပါ၏ဒီနေ့တော့လက်ထောက်နန်းထိန်ဟာခေါင်းဆောင်နန်းထိန်ရဲ့စိတ်ခိုင်းချက်အရာဈေးဘက်ကိုထွက်လာခဲ့ပါ၏ဈေးဘက်ကိုရောက်ရင်တော့နန်းနန်းတဲကလိုအပ်သမျှဝယ်လာပြီးတနေ့အရောက်မှာအဲ့တော့အခုတိအဲ့ဒီဦးကြီးတော်ကဒူးထောက်နေတော့မေပေါ့ဟလားဟုတ်တယ်အခုတိလည်းရေလည်းမတော့အစားလည်းမစားဘဲနဲ့မင်းကြီးရဲ့နန်းဆောင်ရှိမှဒူးထောက်ကြောင်းပန်နေတော့မယ်တဲ့ငါဦးကြီးတော်တခါမြင်ဘူးတယ်အဲ့ဒီဦးကြီးတော်ကတော်တော်ချောတယ်လူစိုးလူမထင်ရပါဘူးခဲအခုလေသူကလူကဲဖို့လောက်နေရဆိုတော့စိုးတယ်လို့ပြောလို့မရပြန်ဘူးနော်ဟဲ့ရှေ့ကမိန်းကလေးတတိုက်ပြောနေကြတာလိုက်ပြီးနားထောင်နေမိရမိန်းကလေးတွေဈေးပြန်ဘက်ကိုထွက်သွားမှရပ်ပြီးကြံ့ရခဲ့ရပါတယ်ဈေးထဲကိုပြန်ဝင်သွားပြီးဈေးဝယ်နေတော့မှလေဟိုတီတီတည်နေဟာတစွန်းတဆကြားခဲ့ရပြန်ပါတယ်ဒီလိုဆိုတော့လေဒီဦးကြီးတော်ဆိုတဲ့သူကမစိုးပါဘူးအဲ့လက်ကိုကဲတဲ့ဖို့အတွက်သူကိုစွမ်းညံစွမ်းရှိသမျှအစွမ်းကုန်ထုတ်သုံးနေရပါလားလို့တွေးပြီးနန်းနန်းစီကိုပြန်လာခဲ့ပါတယ်အဲ့ရနိုးလာကလေးကလက်ထောက်နန်းနန်းထိန်အကူကိုအဲ့လက်မမြင်ရသေးကြည်နန်းနန်းထိန်ကောင်းဆောင်ဦးလေးကြီးဟာမနေ့ကလေးကအချုပ်ခန်းရှိပါရက်နေပြီးအဲ့လက်ကိုလာကြည့်နေပါတယ်သူ့ရဲ့ကြီးပုံကြီးဟာကြောချမ်းစရာအငွေအသက်တွေပါနေရမို့အဲ့လက်ကြောက်နေမိပါတယ်တမနက်ခင်းလုံးခြေဆုံးခေါင်းဆုံးကြည့်ပြီးစူဆန်းတလို့လေးလာတလို့လုံနေသေးပါပို့ပြီးမုံတီးရွံရှာစရာဖြစ်နေပါတယ်ခဏကြာမှအပြင်းထန်ထန်ဆောင်စီမှလက်ထောက်နန်းနန်းထိန်အခုအတန်ကိုကြားရပါတယ်ပြန်လာပါပြီခင်ဗျာအတန်ကိုသာကြားရပါပေမဲ့လူတော့မမြင်ရသေးကြအဲ့ဒီကိုတန်ကြောင့်ခေါင်းဆောင်နှထိန်ကြီးကအချုပ်တောင်ပန်းမှထွက်သွား၏အဲ့လည်းလည်းအခုမှပဲစိတ်ကိုလျှော့ချပြီးတပြင်းရှာလိုက်ပါ၏နန်းနန်းထိန်အကူဟာတနည်းရပြန်လာပုံရပါ၏ဦးရီတော်ရဲ့တရင်တစ်ခုခုကိုကြားရသေးပါသေးကြပါ၏အဲ့လည်းသိလို့လာပါ၏ဦးရီတော်တယောက်နေထိုင်လို့ကောင်းပါရဲ့လားအစဉ်ပြေပါရဲ့လားသိကြလာပါ၏အထင်းတော်ကြီးလည်းမရှိတော့တဲ့နောက်တယောက်တည်းလိုဖြစ်နေတဲ့ဦးရီတော်အဆဆအရာအတွက်အစဉ်ပြေးစေချင်တာကအဲ့လည်းရဲ့အလိုစံထတာဖြစ်ပါ၏အဲ့လည်းတယောက်အတွေ့များနေတော့မှပဲနန်းနန်းတကောက်ဝင်လာပြီးလက်ထောက်နန်းထိန်အကူဝင်လာပါ၏သူ့လက်ထဲမှာစပွဲတစ်လုံးတဲလာပါ၏စပွဲပေါ်မှာထမင်းနဲ့ကြက်ကြော်ဟင်းရီငါးကန်တရက်တီးတို့တွေးလိုက်ရပါ၏ဟဲ့အများကြီးပဲအခုကောင်းဆောင်အခုမစူဘူးလားနန်းထိန်အကူအားရွှဲနေပါ၏သူမရှိဘူးမင်းကြီးစီကိုသွားတယ်ပြီးတော့ဒီနေ့ဈေးဝယ်လာတာဆိုတော့စားစရာတွေကများနေရနဲ့များလေးထဲလာစားလိုက်အောင်ပူပူလေးအခုဟိုလေဥကြီးတော့အရင်စားပါအောင်
စားပြီးအခုပြောပြမယ်။အဲ့လည်းစားလောင်နေရမို့အစားအသောက်တွေကိုအားရပါရစားနေပါ යි ။မနေ့ကလည်းဘာမှမစားမတောင်းမသေးရကြောင့်စားစရာတွေအားလုံးကိုတခဏအတွဲမှာပဲကောင်းအောင်စားပြလိုက်ပါ යි ။ဖြည်းဖြည်းစားတီးအောင်မယ်နော်။နန်းထိတ်အကူဟာဘေးကနေတစ်ချိန်လုံးတရိပ်ပေးလို့သာကြောက်တော့တယ်။ကဲစားစရာရှိရတွေတော့စားပြီးပြီပြောပြတော့ဦးကြီးတော်အဆင်ပြေရလား။နန်းထိတ်ကူကအဲ့လက်ကိုတေချာကြည့်ပြီးမင်းဟာကြိတ်ကနေကြွေချလာတဲ့နတ်သားမလုံးများလား။ကိုယ်တိုင်တောင်မှဘယ်နဲ့ရှေ့ပူစောခံရမယ်မသိအောင်။သူများအတွက်ပူပန်နေသေးရတော့ထူးဆန်းနေပြောမှသာပြောပြပါကိုရဲ့ဦးကြီးတော်ကလေတိတ်တနာဖို့ကောင်းတာရဲ့ငါမျက်စိရဲ့မှာတော့မင်းဟာတနာစရာအကောင်းဆုံးပဲအဲ့လက်ရဲ့အဲ့လိုပြောပြီးနန်းထိတ်အကူကဇဝဲတွေပကံတွေကိုပါသိမ့်နေပါလေအကူပြောပြပါဗျဦးကြီးတော်အဆင်ပြေရလားလက်ထောက်နန်းထိတ်အကူကတကားကနေထွက်ခွာသွားခံနေပါလက်ပြန်လာပြီးအဲ့လက်ကိုမကြည့်ပဲနဲ့အဆင်ပြေတယ်တဲ့နေလဲကောင်းနေကျန်းလဲကျမ်းမာနေတဲ့အဲ့လိုပြောပြီးတကားကိုတွန်းဖွင့်ပြီးအကျုပ်ဆောင်ရဲ့အပြင်ဘက်ကိုထွက်သွားပါလေအခုမှပဲအဲ့လက်တရားစိတ်အေးလက်အေးဖြတ်ပြီးကောက်ရုပ်အခင်းပေါ်ထိုင်ချလိုက်ပါတယ်တတိရလိုက်တာဦးကြီးတော်ရဲ့ကျွန်တော်ဝန်တတိမှရပါလေရဘာပဲဖြစ်ဖြစ်ဦးကြီးတော်တောင်ကောင်းကောင်းမွန်မွန်ကြင်ရင်ခဲ့အဆင်ပြေပါလေကျွန်တော်ကဘာပဲဖြစ်ဖြစ်အဆင်ပြေပါလေအစရန်ကြွေကြလာခဲ့တဲ့ကြေးတစင်းပဲလေအလဲရဲ့အချုပ်ခန်းဆောင်နေတဲ့မှာထွက်ပြီးချက်မှာလက်ထောက်နန်းတဲ့ထိတ်ကနေရောက်မိချလိုက်ပါလေအချုပ်ဆောင်တဲ့ပေါညှိုးငင်ရဲ့အလဲရဲ့ပုံစံလေးကိုမြင်ပြီးဘလို့မှဦးရီတော်ရဲ့တရင်အမှန်အတိုင်းမပြောရနိုင်ခဲ့ဘူးသူ့အတွက်နဲ့ဦးရီတော်တယောက်ဒုက္ခခံနေရတဲ့အကြောင်းကိုသိရင်တော့အလဲတယောက်အစားပြက်အတော့ပြက်ဖြတ်သွားမှာမလိုလားပြီမင်းကြီးကလည်းဦးရီတော်ဘလို့ပဲဆန္ဒပြနေပါစေနောက်ကိုစုပ်မယ်မကျဲမိဒါအပြင်ကောင်းဆောင်နန်းနန်းတိုင်းကလည်းနောက်ဆုတ်မှာမဟုတ်ပြီအခုလည်းမင်းကြီးစီကိုသွားပြီးမင်းကြီးစိတ်မရိုက်သွားအောင်တွားရပြီးတိမ်သွင်းနေပါရဲ့အဲ့လိုက်ရဲ့ဘလို့မှအမှန်အတိုင်းပြောမထွက်လို့အခုလိန်လိုက်ရတာပါအခုခွန့်လက်ပါကောင်းလေးဟာတယောက်တည်းရည်ရွတ်နေပါရဲ့မနေ့ကနေနေမြင့်လာတဲ့အတိုင်းနေပူရှိန်ဟာပြင်းလာပါရဲ့မနေ့ကတနေ့ကုန်နဲ့တညလုံးဒူးထောက်ကထိုင်နေရဖို့ထုံကျင်းနေပါရဲ့အပေါ်ကနေပူရှိန်ကြောင့်လည်းပဲမူးနှောက်နေပါရဲ့အစားလည်းမစားပဲနေရတာကြောင့်အားပြုတ်နေပါရဲ့ဒါပေမဲ့လည်းလက်လျှော့လိုက်လို့လုံးဝမပြတ်ပါဘူးထိုင်ရတဲ့တေးချန်သေးသွားပါစေချစ်ခင်ရတဲ့သူတယောက်ကိုတော့ဘေးမသိရမခောက်ကောက်ွယ်ဆောင်ရှောက်နိုင်ကြပါရဲ့ငါအားလျှော့လိုက်လို့မပြတ်ဘူးတတိယလိုက်တာအဲ့လည်းရေမင်းလေးတယောက်အစက်မှပြေးပါနေစားအစင်ပြေးနေကောင်းမယ်ကွယ်ကို့အကူတော်တွေကိုရဲ့ရှေ့မှာအသက်ခံလိုက်ရတာအောင်ကြောင့်ကာကွယ်ရမယ်မသိခဲ့တာမကာကွယ်ခံခဲ့တဲ့အားလူလူကတော့တေးသေးရှင်ရှင်တိတ်မထူးတော့မို့မင်းကတော့ဆက်ဆက်အသက်ရှင်သွားရမယ်အဲ့လည်းရေနန်းနန်းချုံဆောင်ထဲမှာရှိနေတဲ့ကာလာတက်ရှောင်းလုံးအဲ့လည်းဟာသူ့ရဲ့တကူစွမ်းအားတွေကိုနေ့စဉ်နေ့တိုင်းလိုပဲအမျိုးမျိုးစမ်းသပ်ခဲ့ပေမဲ့တခုမှမအောင်မြင်ခဲ့ပါဘူးဒါနဲ့ပဲအဲ့လက်ကသူ့ကိုယ်သူအလေးရောင်တွေထုတ်လွှတ်နိုင်တာလွယ်လို့ဘာတကူမှမစွမ်းဆောင်နိုင်တော့ဘူးလို့အထင်ရောက်ကရှေးပူဆောင်မဲ့နေရက်ကိုတောင်စောင့်ဆိုင်နေမိကြတယ်အပြက်မှာဦးရီတော်လီယိုတယောက်အခုချိန်ထိအစားမစားပဲနေ့စဉ်ရက်တဲ့ဒူးထောက်တောင်းဆိုပေးနေအောင်လေမသိပဲနေပေါ့တချိန်တည်းပါပဲဦးရီတော်လီယိုတယောက်ကြမ်းကြမ်းမာရှိနေအောင်လဲဝမ်းသာပေမဲ့သူ့အတွက်ဘာမှမကူညီဘူးလို့လဲထင်နေမိတာကြောင့်စိတ်မကောင်းဖြစ်ပြီးစိတ်လဲတုန်နေမိပါတယ်ဒါပေမဲ့သူနဲ့ဦးရီတော်လီယိုကဘာဆိုဘာမှမပတ်သက်တာကြောင့်မကူညီလို့လဲစိတ်တူခွဲမရှိလို့လဲသူ့စိတ်ကိုသူပြန်ပြီးတော့ဆုံးမနေရပါတယ်ဒီလိုနဲ့ရှေးပူဇော်မှုအခမ်းအနားပြုလုပ်တော့မယ့်နေ့ရက်ကိုရှောက်လာပါတော့တယ်လက်ထောက်နန်းနန်းဆောင်အခုခမရလဲအဲ့ဒါကိုအစားအသောက်တွေနေ့စဉ်ခိုးဝှက်ကျွေးနေရကလွယ်လို့ရှေးပူဇော်မှုကိုဟန်တာကူညီနိုင်မှုမပြုတ်နိုင်လို့စိတ်မကောင်းဖြစ်ရာကြောင့်ကိုအဲ့လက်စီမှာငိုကြွေးပြီးတောင်းပန်နေပါတယ်ဒီလိုနဲ့ပဲလူပြေကိုခုံစဲလာပြီးရနောက်အဲ့လက်တယောက်ရေပူဇော်ခံရတော့မှလားမသိနိုင်တဲ့အခြေအနေကိုရှောင်နေပါတယ်နေပူလာတဲ့ဦးရီတော်ရဲ့ရင်ထဲကအပူရီဟာပူပြီးတော့ပူလာပါတယ်တူတော်မောင်မင်းကြီးဟာစိတ်ပြောင်းမှပြောင်းပါမလားလို့စတင်ပူပန်လာပြီးပါတယ်မင်းကြီးရဲ့နန်းဆောင်ရှိမှဒူးထောက်နေရမို့နန်းနန်းထိန်ကောင်းဆောင်တယောက်မင်းကြီးတောင်နေ့စဉ်ဝင်ထွက်နေအောင်မြင်တွေ့နေရပါတယ်ရင်ထဲမှာတစ်ဆက်လေးမှကြီးမရသလိုစိတ်ထဲရှိတဲ့အတိုင်းထားလောက်လိုက်ရင်ဖြင့်တူတော်မောင်မင်းကြီးစိတ်မပြောင်းလာမှလည်းစိုးရင်ရပါတယ်ဒါကြောင့်နန်းနန်းထိန်ကောင်းဆောင်မတက်တာတဲ့အစုံဒီတိုင်းပဲကြည့်နေရပါတယ်အဲလက်လေးတယောက်မျက်နှာငယ်လေးနဲ့ညီတို့နေရှာမလဲတွေးလေလေမင်းကြီးကိုစိတ်တူရလေလေပြတ်ပါတယ်
ဤများလောက်အသိဉာဏ်ပညာနေရသလားဆိုပြီးလက်ညှိုးငေါငေါထုတ်ခါပြစ်တင်လိုက်ချင်နေစိတ်ကိုမနှဲထိန်ထားရပါတယ်။အဲ့လိုက်ရေမင်းလေးဘလို့များနေရှာမလဲစိတ်မကောင်းဖြစ်နေလားဝမ်းနေနေပါပေါ့ဒူတောက်တောင်းဆိုအားလွယ်လို့ဘာမှမတတ်နိုင်တဲ့ဒီဦးရောခွက်မလွတ်ပါနဲ့မင်းသားတကယ်ရှိပူစောခံလိုက်ရရင်ငါတို့တည်းရဲ့ဒီနေရာမှာအစာလုံးဝမစားပဲဒူတောက်တောင်းဆိုရင်အသေးခံလိုက်ပါမယ်လို့လေတွေးနေခဲ့ပါတယ်အဲ့ဒီကကြမင်းနဲ့ပြန်တွေးရခြင်းပြန်တွေးရနိုင်နေလေခေါင်းနဲ့အရန်မူးနောက်လာနေပေမဲ့လက်လျှော့လိုက်လို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့အဆုံးထိအားတင်းထားလိုက်ပါတယ်နေပါဦးဘာမှသွေးမတော်တောင်းမတတ်တဲ့ဒီကောင်လေးအတွက်နဲ့ငါဘာလို့များတလောက်ဒုက္ခခံနေမိရပါလဲလို့လေအပြေရှာကတွေးနေမိပါသည်ဒီလိုနဲ့အလက်ခေါ်ကျဲကျွေးနဲ့တာလေးအားရှေ့ပူစော်မဲနေအောင်ရောက်ရှိလာပါတယ်မင်းကြီးကိုယ်တိုင်တက်ရောက်ပြီးနန်းတော်တစ်ခုလုံးရဲ့နန်းနန်းထိန်ခေါင်းဆောင်မှာဦးစီးပြီးလှုပ်တဲ့ရှေ့ပူစော်ပွဲမှုခမ်းနားလာပါတယ်မင်းကြီးဟာသူ့ရဲ့မေတော်နဲ့အတူတူစင်မြင့်စီကိုနောက်လိုက်ပိုးပါရီနဲ့အတူဖြည်းဖြည်းချင်းရှောက်လန်းလာပါတယ်မင်းကြီးကတရဝင်းမိဖုရားမရှိသေးတာကြောင့်အပြူတော်ရီနဲ့ကိုလုတ်တော်ရီသာရှိသေးရဲ့မေတော်နဲ့အတူပွဲတက်လာခြင်းဖြစ်ပါတယ်အတီးမှုတ်တရားနဲ့ပါလာခြင်းဖြစ်လို့နတ်တန်တော်ပြီးတီးမှုတ်တီးဆိုကခုံနေကြပါတယ်အဲလက်ကိုဆွဆွဖြူနေရဲ့အဖြူရောင်ဝဲစုံဝဲစင်စေပါတယ်ကားပေါ်မှာလည်းအဖြူရောင်ပန်းနေအပြည့်နဲ့တန်တရက်ဖို့စောင်းထားစေပါတယ်တချို့ကလည်းရှေ့ဘူးဆိုတာမမြင်ဘူးလို့လာကြည့်ကြတယ်လို့တချို့ကလည်းကျဲနဲ့သားလေးကိုမမြင်ဘူးလို့လာကြည့်ကြတာဖြစ်ပါတယ်တချို့ကြတော့လည်းနန်းနန်းကောင်းဆောင်နဲ့မင်းကြီးကိုမြင်ဘူးလို့လာကြည့်ကြတာဖြစ်ပါတယ်ညပြလာတဲ့လူတွေလာကြည့်နေကြတာဖြစ်တယ်အဲလက်ကသူ့ကိုရှေ့ဘူးဆိုမဲ့အုပ်ပွဲငပြောပွဲတွေခြံရံထားတဲ့အတိုင်းဝိုင်းစီကိုတလန်းချင်းစီရှောက်လန်းလာနေပါတယ်ထိုကနောက်မှာပဲမင်းကြီးရဲ့အထင်းတော်ကြီးဟာထိတ်ထိတ်ပြပြနဲ့မင်းကြီးရှိရာစီကိုပြေးလာပါတယ်ယူသေးစွာရှောက်တယ်ဖျားစီအရှင်မင်းကြီးဦးကြီးတော်လေးကိုလဲကျတရေလက်သွားတာနေတမားတော်စီလိုက်ပို့ပြီးမြဲအခုဒီတရေမလဲလာသေးပါအောင်မင်းကြီးမင်းကြီးကသူ့ရဲ့အထင်းတော်ကြီးရဲ့ရှောက်တင်စကားကြောင့်ထိုင်နေရမှဟောကနေချရလိုက်ပါတယ်ဖာသူတရေလက်နေရဘလောက်ကြားနေပြီလဲမနဲ့အစောခရရပါမင်းကြီးနန်းတွင်တမားတော်ကဘာလုပ်နေလို့လဲနန်းတွင်တမားတော်ကြီးကိုယ်တိုင်ကုသပေးနေရပါအရှင်မင်းကြီးကတီမုံကောက်ခုံနေသည်တွေလက်ပြလိုက်ပြီးရှက်ခမ်းလိုက်ပါတယ်အခမ်းအနားတစ်ခုလုံးအကြောတမ်းမှပဲမကြောက်ရအောင်ချက်ချင်းတိတ်ဆိတ်သွားတယ်ကျေကောင်လေးကိုခုပဲဦးရီတော်စီခေါ်သွားလိုက်ဒီရစ်ပူစုံပွဲကိုဖျက်သိမ်းနေအားလုံးကိုနေရာကိုပြန်လို့ရပြီးအခမ်းအနားကိုလာကြည့်ကြသူအပေါင်းတို့ကတဖြည်းဖြည်းထွက်ခွာသွားကြပါတယ်နန်းနန်းထိန်ကောင်းဆောင်မင်းကြီးဟာဒေါသအမျက်ထွက်တဲ့မျက်လုံးနဲ့ကြည့်ပြီးမင်းကြီးဒီလိုစိတ်ပြော့လိုက်လို့မဖြစ်ပါဘူးခင်ဗျာစိတ်ပြော့တာမဟုတ်ဘူးငါစိတ်ပြောင်းသွားပြီးနန်းနန်းထိန်ဦးရီတော်ရဲ့အိတ်မပြောနိုင်တဲ့ယောဂပြောက်ကင်းမှုအတွက်ဒီပူဇော်ပွဲကိုလုပ်ခဲ့တာအခုလိုဖြစ်ပြီးဆိုတော့မလို့အပ်တော့လေမင်းကြီးရဲ့စကားဆုံးမှာနန်းနန်းထိန်ကြီးဟောင်းခနေမြည်ပြီးအတောင်ပန်းတွေထွက်လာပြီးမိစ္ဆာအသွင်ပြောင်းသွားပါတယ်ရှေးပူဇော်မဲ့အဝန်းအဝိုင်းလေးစီကိုတွားကြည့်ရင်းကနေဘရင်အထင်းတော်ကြီးမှဦးကြီးတော်တရေလက်သွားတဲ့အကြောင်းကိုကြားလိုက်ရတော့အလဲရဲ့စိတ်တွေပူလောင်ပါတယ်ဖြစ်နိုင်ဦးရော်လီယိုကိုအမျက်ပြေးကတွားတွေ့လိုက်ကြတယ်အဲ့ဒီစိတ်ကြောင့်ထမ်းပါတယ်အဲ့လိုက်ရဲ့ခန္ဓာကိုယ်မှာအလေးရောင်တွေဖြားထွက်လာတယ်မင်းကြီးစီမှာရေပူစုပ်ပွဲကိုဆက်မလုပ်ဖို့အမိန့်ချတမ်းကြားရတယ်ထိုကနောက်မှာပဲခုံကနေအတန်ကြီးကိုကြားလိုက်ရပြီးနန်းနန်းထိန်ခေါင်းဆောင်မှာတောင်ပန်တွေပေါက်လာပြီးမိစ္ဆာတကောင်လိုအသွင်ပြောင်းသွားပါတယ်လူတွေအားလုံးမှာရုပ်ရုပ်တဲတဲနဲ့ထွက်ပြေးကုန်ကြပါတယ်မင်းကြီးကိုကောက်ွယ်ကြဟေ့မင်းကြီးကိုကောက်ွယ်ကြဘရင်ကိုရန်တော်တွေမှာမင်းကြီးရဲ့ပတ်ပတ်လေးမှာဝင်းရံကောက်ွယ်ပြီးခန်းသားစီမှာခေါ်ထုတ်သွားကြတယ်အတောင်ပန်ဒီနဲ့နတ်ထိန်မိစ္ဆာကအဲလက်စီကိုအရှိန်နဲ့ပြန်တန်းလာပါတယ်အဲလက်တယောက်အံ့ဩမှင်သက်ပြီးငေးမောနေစေပါပဲသူရဲ့ခန္ဓာကိုယ်စီမှာလည်းအတောင်ပန်တွေထွက်လာပြီးပြန်တန်းရတာဖြစ်နေအောင်တွေးလိုက်ရပါတယ်သူရဲ့တကိုယ်လုံးစီမှာပဲအလင်းရောင်တွေဖြာထွက်လာပါတယ်နန်းနန်းထိန်ကသူ့ရဲ့မိစ္ဆာလက်သိမ်းရွှေတွေနဲ့အဲလက်ရဲ့နှလုံးရှိရာနေရာကိုသာတတဲမဲမဲတိုက်ခိုက်နေရကြောင်းအခုမှထွက်ပေါ်လာတဲ့အတောင်ပန်တွေနဲ့နေသားမကျသေးတဲ့အဲလက်ကအသေးအတန်ခုခံကရှောင်းတင်းနေရှာရပါတယ်နန်းနန်းထိန်မိစ္ဆာအနီးမှာရှိရဲ့လူသက်လမ်းနက်တီတဲမှာလှက်တချောင်းရှူပြီးအဲလက်ရဲ့နှလုံးရှိရာနေရာကိုသာတတဲမဲမဲထိုးနှက်ပြီးတိုက်ခိုက်ပြန်ပါတယ်အဲလက်မှာအသေးအတန်ရှောင်းတင်းနေရင်းကပဲရှင်ဘက်ကိုရှက်တီသွားပြီးသွေးတွေဖြာထွက်လာပါတယ်။အဲလက်ကြီးပြန်တိုက်လေ။သူကနန်းနန်းထိန်ခေါင်းဆောင်အစ်စ်မဟုတ်ဘူးကွာ။မင်းတို့လိုကြွေးကြလာတဲ့
ကျယ်ရီရဲ့နှလုံးကိုစားပြီးရှင်တန်နီရဲ့စုံမိတ်စာပဲကွာတိလားဘယ်အချိန်ရောက်လာမှမသိတဲ့လက်ထောက်နန်းနန်းချင်းအကူကအော်ပြောလိုက်ပါတယ်အဲလဲမှာအသေးအတန်ခုခံနေရကနေလူချင်းခွာလိုက်ပါတယ်အာယုံစူးစိုက်ပြီးကိုမှပေါ်လာတဲ့အစွမ်းတွေကိုထိန်းချုပ်အသုံးချနိုင်အောင်လုပ်နေခဲ့ပါတယ်ပြီးတော့အခုဦးကြီးတော်လေးကိုတရေလဲသွားတာမင်းကိုကဲဖို့အတွက်မင်းကြီးရဲ့နန်းဆောင်ရှိမှာ၃ရက်လုံးအဆောင်ငတ်ခံပြီးဒူထောက်တောင်းဆိုခဲ့လို့ကသူ့စကားရဲ့အစုံမှာအဲလဲရဲ့အတောင်ပံကဟုံကနေပူရှိထွက်လာပြီးအဲလဲရဲ့အဆောင်နေရပူပြီးဖြန့်ထွက်လာပါတယ်အဲလဲကအံ့ဩမှင်တန်ထိတ်လန့်သွားတဲ့နန်းနန်းထိန်ခေါင်းဆောင်အယောင်ဆောင်ထားတဲ့စုံမိတ်စာအားတရှိန်ထိုးတိုက်ခတ်ပြလိုက်ပါတယ်အခုစီဟာနန်းနန်းထိန်ခေါင်းဆောင်ဟာတည်သွားပြီးအဲလဲရဲ့အစွမ်းနေရဒေါသထွက်လာလေအရွှေညီညီတောက်လောင်တော့မိတောက်ပပပိုးပြီးထွက်လာပါတယ်။နဘေးကအဆောင်အောင်တွေနဲ့ပဲဆွဲယူပြီးပြက်ပေါက်တိုက်ခတ်နေပြီးပြတ်ပါတယ်။အထူးသဖြင့်တစ်ဖက်သားကိုဒုက္ခပေးရုံမကဘယုံကိုပဲလှည့်စားပြီးမိမိကိုထောင်ချောက်ဆင်ပြီးရှေ့ပူဆော်ဖို့အတွက်ကြံစီတာတွေပြီးတော့အဲ့ဒီကြံစီမှုကြောင့်ပဲဦးရတော်လီယိုကအစာငတ်ခံရတာတွေတွေးပြီးဒေါသအမျက်ထွက်ရပါတယ်။ဒေါသတွေတက်လိုက်လေးထွက်လာပြီးအဲလကအဆောက်အအုံတွေနဲ့မိစ္ဆာအားပြက်ပေါက်နေပါတယ်။ပြီးတော့အခုဦးကြီးတော်ကတရေလှည့်ပြီးမိမျောသွားရကနေကူတောက်လို့တော့မရတော့ဘူးတဲ့။ဒီလိုနဲ့အသက်ဆုံးရှုံးရရင်ရောဟာအဲ့လိုနဲ့ပဲဦးကြီးတော်စီမအချစ်ကိုယ်တော်ဝင်မခံရသေးပဲနဲ့လက်လွတ်လိုက်ရပါလား။ဒါရီအားလုံးရဲ့တရက်ခံဒီမိစ္ဆာကောင်ပဲ။လာကြစမ်းအဲ့လက်မှာအနီးပါပြထားတဲ့လူသက်လန်းတဲ့တီကိုလှမ်းဖမ်းလိုက်ပြီးမိစ္ဆာစီကိုအဆက်မပြတ်ဆေးလွတ်သွားလိုက်ပါတယ်။တော့ကြစမ်းမိစ္ဆာကြီးမှာနှုတ်ပြိုတဲ့အသွင်ကားနေတဖြည်းဖြည်းအုံမင်းပြီးအယိုးကျနေတဲ့အသွင်အထိပြောင်းသွားပါတယ်။အော်လက်စသက်တော့မင်းဟာတော်အသက်ကြီးနေတဲ့မိစ္ဆာတစ်ခါမေးကေရော့နောက်ထပ်ဘဲကျုံမှဖမ်းမစားနိုင်တော့တီးလိုက်တော့ကြောက်ပါပြီခွက်လွတ်ပြီးပါနောက်ကိုမလုပ်တော့ပါဘူးမင်းလိုကောင်အသက်ရှင်ရင်ထားတာလူကောင်းတွေကိုဒုက္ခပေးတာနဲ့အတူတူပဲမို့အဲ့လက်ပြစ်လိုက်တဲ့ဓာတ်တွေလှမ်းပြီးစုံမိတ်စာတစစီပဲ့ကျသွားပြီးအငွေ့ပြန်ပြီးပြကျသွားပါတယ်ကျေးဇူးပဲတော်နန်းထင်းကိုကမန်ကရန်အော်ပြောခဲ့ပြီးအဲ့လက်ကဦးရီတော်လီယိုရှိအောင်စိတ်ကူးတောင်းဆောင်သည်ကိုအလေးမြတ်ပြန်တန်းသွားလေတော့တယ်